ချစ်ရတဲ့ပရိသတ်ကြီးတို့အားလုံးပဲမင်္ဂလာပါရှင် KLGBT Audible Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာပရိသတ်တို့ကိုတင်ဆက်ပေးသွားခြင်းတဲ့ဇာတ်လမ်းလေးကကြိုက်တော့ပြုံညာတော့မောင်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါတယ်ဒီဇာတ်လမ်းလေးကိုမတင်ဆက်ခင်မှာ Subscribe မလုပ်ရသေးဘူးဆိုရင်လုပ်ခဲ့ပေးပါအောင်နော်ဇာတ်လမ်းတွေတင်သိရှိစေဖို့ဒီနောက်လေးက notification ခါလေးကိုနှိပ်ခဲ့ပေးဖို့လည်းမမေ့ပါနဲ့ရှင်အားလုံးကျေးဇူးတင်ပါတယ်ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုခုပဲစတင်လိုက်ချင်ပါတယ်ရှင်နွေချီရဲ့လေပြေယူကသူတို့ရွာဟိုမတီမဟိုပြေးတီပြေးတိုက်ခိုက်လုံနေပြီးနွေရဲ့ဘူချိန်ကလည်းရွာတရွာလုံးကိုအပြေးဝထွန်းကြလို့ပြီးနေတဲ့အေးချမ်းလာတဲ့ကောင်းကင်ပြားထက်မှာစီကန်းတွေရဲ့အတားအော်တန်ထွက်ပေါ်လာတဲ့အတူရွာသားတချို့ရဲ့အငြင်းညွတ်တဲ့တချို့ပူလိုက်တာပြို့ရွာနာမည်ကတော့ထန်းနဲ့ပင်ရွာပဲဖြစ်တော့လဲရာသီဥတုနဲ့လာလို့ရွာနာမည်ပူတာအောင်လို့ပြောင်းပေးရမလို့ပူလိုက်တာမှလွန်ကျော်ရွာဝမ်းပူလာကအစံပြမဟုတ်တော့ညာလေအခုလျှော်တဲ့အဝိမလဲမဲ6လုံးတာကတော့လွန်လာတယ်ကိုကျတော့ဟိုမှာကျောင်းဝစ်တွေလျှော်ထားတယ်သွားလန်းချေအောင်ဟဲ့မိမနေဝိရောလျှော်ထားရလားအဝိတရားရေလဲမစုံဟဲ့ကျုပ်စောနာမှာလျှော်လိုက်တာပါတော့ကဲဒါဆိုလဲအိမ်ထဲသာပြန်ရင်သွားချေတော့အကုန်ချကုန်ပြီဟမ်ပြောကိုကြီးကျင်တော့မရှိဘူးအိမ်ထဲခဏဝင်မယ်ပြုတ်ဟာငယူအင်းကြီးကျုံနဲ့ဘလို့ဖြစ်တာတော့ပူလို့လေဗျာတကောင်းသားသူများရဲ့ထဲအတွင်တုံးဝင်လို့ကိုပြက်မှာခြေပြက်လက်ပြစိတ်ချိုက်ထိုင်နေရင်မှသူ့ဘက်ကိုကြည့်ပြီးမျက်ခုံးတစ်ချက်ပင်တက်လို့သွားတယ်ဒီမေခင်ဗျာစိတ်မနှံ့သေးရဲ့လားပူရတဲ့ထဲကိုတိုက်ပုံကြီးတကားကားနဲ့ပြောချင်သူမှအားရပါရပြောချလိုက်လေတော့ပြောခင်ရသူအဖို့အီးမသားအိမ်နောက်အဲ့တကောင်းသားနာဝင်ထိုင်ပြီးစကားစပြောတယ်မပြောချင်ပါဘူးကွာငါမိမပေါ့ဒီနေ့အလူအတွက်ပြင်ဆင်ထားတာသွားကူမလို့တဲ့အဲ့ဒါလူသားသွားမှာမို့လူလိုသူလိုဝစ်ဆိုလို့ဟေးဘဲရလူလဲဗျကျုံလည်းမကြားမိပါဘူးရွာမြောက်ပိုင်းကတဲ့အဲ့နောက်မှာတော့အလူတော့တာလူသွားဆုတ်ကြတော့တယ်အလူရှင်မှာရွာကန်းလေးဖြစ်တယ်လို့တတိလင်မရလဲဟုတ်လေတော့အလူမလောက်ခင်ကလေးကလူကစီကားလွန်နေခဲ့တယ်ရွာမကာလာသားတို့ကဆူစီပြီးမန်းသက်ကိုစောက်လုပ်ကြတယ်ရွာရဲ့ကာလာသားကောင်ပြိုရမ်းဆိုင်တဲ့နေ့စီကရိုးလွန်းမောင်လေးဝင်ရောက်ကူညီခဲ့လေတယ်အဲ့လိုမှကာလာသားတွေသာမကရွာရဲ့ချောရီလာရီဖြစ်တဲ့အပြိုတော်လေးများလည်းလောက်အားပေးဖို့အတွက်ကူညီကြပြန်တော့လူစီကားလို့ပြီးနေတယ်အဲ့ဒီရွာလူကြီးရဲ့တမီဖြစ်သူကလည်းအလူကိုရောက်လို့နေတယ်ငါကိုရွာပေးချင်းကြီးချောနေရချောလိုက်တာဟဲ့ပစိုးနီလေးနဲ့မန်တက်ကိုဦးစွန်းနေသူမဟုတ်ဟိုသွားတီသွားလုံနေတော့အလုပ်တွေလည်းရှုပ်နေတဲ့ရိုးလွတ်မအောင်တကြီးသမီးကတကောက်ကောက်လိုက်ကြည့်ပြီးငန်းနေတော့တယ်ညင်နေစမ်းမအမချာဟိုကပြင်းမြင်းရလာတော့မတဲခွဲပဲနဲ့မြင်းကမလို့ခုံကလို့အဲ့ဒီစကားကြောင့်တကြီးသမီးရဲ့မျက်နှာကမကောင်းလားမြို့သေးချွေတွေဝိုင်းထဲမှာကောက်ကငင်ကဝင်ထိုင်လိုက်တော့စကားပြောအတင်းလေးကြုံရင်ကြုံတော့တော့တဲ့အန်ဒီကြီးတွေချာမှာကိုစိတ်နဲ့ကိုရှန်နေဖြစ်လို့နေတယ်မောင်လေးတယောက်တည်းရှိလို့အနာခေါ်ထားမိပါတယ်တည်သွားတဲ့အမေကြီးအစားပြန်လာရတယ်လို့ပဲဟိုလိုပြောလိုက်ဒီလိုပြောလိုက်နဲ့အင်းဟဲ့ငရုတ်သီးကိုသူ့မှာအမှန်နဲ့ထပ်ပိုင်းချွေလိုက်တာမို့အတွင်းကအစိတွေသူ့မျက်လုံးနဲ့တက်တဲ့ကြီးကိုဝင်သွားတော့တယ်အော်ဆက်တယ်ဟာအမသူထားမယ်ပြိုသူထက်ရင်ဥသူကြောင့်ကြွတော့မယ်ဖြစ်ုံခုံနေတာပြန်ကန့်လိုက်တော့တယ်ဂယုဆိုင်ခံချင်တဲ့သူနဲ့ဂယုဆိုင်သူနဲ့နှစ်ယောက်တွေ့သွားတော့ပဝန်းချင်မှာမိတော့တယ်အဆင်ပြေရဲ့လားကိုရိုးဆက်တယ်မျက်လုံးကဆက်တယ်အရင်မပို့နဲ့ဒီမှာရေနဲ့မျက်တောင်ပိတ်လိုက်ဖွင့်လိုက်လှုပ်လိုက်ကိုရိုးကိုရှိတယ်ဘာမှမဖြစ်ဘူးနော်ကြောက်တော့မယ်နော်မျက်လုံးထဲငြိုသေးခွင်သွားတာကိုမသိတော့နာတာရှင်ယောဂဖြစ်ပြီးကန်းတော်မယ်ပုံစံဖြစ်နေတဲ့သူ့မဖြစ်သူကြောင့်သူ့ကိုယ်တိုင်ပြီးမျက်စိမျက်နှာပြတ်တော့တယ်ဆက်တယ်ကိုရိုးလို့ဆိုပြီးအဲ့လိုရင်ခွင်နဲ့အတင်းပြည့်ဝင်တာကမသိရင်ကျင်းစားကိုစနေမောင်လန်လို့ကက်ချွဲနေလိုက်တဲ့ပုံများမင်းကလေးတမဲ့မြင်လို့ပြင်မကောင်းခုခေတ်မင်းကလေးတွေများမလွယ်လိုက်ပုံရိုးလွန်းမောင်ဆိုတဲ့သူမြင်တာနဲ့ခြေရခေါင်းရအကုန်ရယူမဲ့သူဒီလိုကလေပါတယ်ဒီလောက်ထိစမ်းပွင့်နေမှမသိရွာလေးကပြိုတိုင်းရဲ့နှခမ်းမှာကိုရိုးနဲ့ဖြစ်နေတော့တယ်ရွာကန်တထေးအလူမို့ငရိုးကကာလာသားခေါင်းနေနဲ့တွားရောက်ဦးစီဆောင်ရွက်ပေးတယ်မစိုးစင်နေအောင်ကမှအပေါ်ကအင်ဂျီလက်ရှည်ပြိုနဲ့တွဲဘက်ဝေးစင်ထားတော့လေမန်တိုင်းထိုးရန်တံများဝလုံးတိုင်များကိုကာမပြီးထမ်းပေးနေရတာမို့လက်ရှိအင်ဂျီကိုတရာလောက်ထိမညီမညာခောက်လို့ထားလိုက်တယ်
လာတော့ကတန်ရှင်းရဲ့မျက်နှာလေးနဲ့တရက်စွာဖိလာခဲ့တဲ့သပင်ကြောင့်ကြည်ကောင်းနေတော့လေအခုကျွေးနေသပင်ကမတိမသက်ပဲပွားရနေခဲ့တယ်။သို့တော်လည်းအဲ့ဒီပုံစံကလေသူ့ကိုယောက်ျားပုံစံစေတယ်။ဘလို့နေနေကိုပဲအပြူတော်ရဲ့နှက်ခမ်းမှာသူ့နာမည်ဟာအတိုင်းသာနေရာယူခဲ့တယ်။မန်တက်ထိုးဖို့အလုံးရှုံနေတော့လေရေလာတိုက်တဲ့အပြူလက်ဖက်ကျွေးတဲ့အပြူချွေးလာတော့ပေးတဲ့အပြူတို့နဲ့ပို့ပြီးကိုလှုပ်ရှုပ်စေတယ်။ကိုယုလာပါအောင်ချိုရည်လေးလာတော့ပါအောင်ကိုယုဒီမှာလက်ဖက်လေးယူလိုက်လာစားအောင်နော်ကိုယုရေမောနေရောပေါ့နားပါအောင်လားကိုယုချွေးနေအပူရှက်နေုံပဲဘေဘီမှာရိုးလုံးလုံးမောင်ကိုတခုံးမနာပဲတယောက်ပြီးတယောက်ထိုင်တာနဲ့ပြောနေကြတဲ့အပြူတအုပ်ကြောင့်ဘေးကစမ်းမောင်တော့မှငရုတ်ကိုတိတ်မကြည့်ချင်တော့မင်းသွားရင်လည်းသွားလိုက်တော့ငရုတ်ရဒါတွေငါတို့ဘာသာပြီးအောင်လုပ်လိုက်မယ်သွားဟာဗဇက်ကလည်းပြောမျက်စောင်းကလည်းအပြူတော်တွေဘက်ထိုးလို့ငရုတ်ကိုတွန်းလို့တဲ့စမ်းမောင်ကိုငရုတ်ကြည့်ပြီးရှိတော့တယ်အိမ်အောင်စိတ်ချိန်နဲ့တော့သူတို့နာတော့ထိုင်ပြီးအချိုရည်လေးတော့လက်ဖက်လေးစားပြီးတော့အနားဖြေလိုက်တယ်။အော်ဘယ်တန်းနိုင်မလဲအပြိုတွေကြည်တာကရိုးလုံးလုံးမောင်တို့ရဲ့အားနေချက်ပြီးငရုတ်သူ့ကိုယ်တိုင်တော့အမိုးဖြည့်ပြီးတကြီးမိသားစုရောက်လာတာကိုအဝေးကနေလှမ်းတွေ့ရတယ်။တကြီးနဲ့သူ့မိန်းမကအရှိအနေလာလို့အနောက်ကသူတို့ရဲ့တိုးရီတော်သမီးလေးလည်းပါလာခဲ့တယ်။အဲ့ဒီသမီးကလည်းသူနဲ့မလွတ်ခင်မှာသူ့နောက်တကောက်လိုက်တဲ့အပြိုတွေထဲမှာတယောက်ပဲဖြစ်တယ်။ဒါပြင်ပို့ပြီးတော့သူ့ကိုစဉ်းစားစေတဲ့အချက်ကတကြီးရဲ့ဘေးမှာကပ်ပါလာတဲ့ဖြူဖူးဖေးကောင်းငယ်လေးပြင်အဝေးကတွေ့ရမြင်ရတဲ့မြင်ကွင်းကြောင့်လူကသိနေရလားတကယ်ပဲလူကောင်သိရလားသူသိချာမသိပါသူသိချာသိရတခုကတော့သူဒီကောင်လေးကိုအရင်ကမမြင်ဘူးဘသူလေးလေဟဲ့ကောင်နားပြီးရင်လောက်ကိုချင်းဦးလေတကယ်ပဲသူ့ပဲပြောနေရတယ်အတွေးလေးတွေတော့ဆမ်းမောင်ရဲ့စောင့်ကြည့်အောင်ချင်းအတန်းကြောင့်အတွေးတွေကလေးနဲ့အတူလွှင့်လို့သွားရတော့တယ်မန်တက်စီကိုပြန်သွားလို့အလားစီရင်ကိုပေးနေရင်မှတကြီးသမီးအတန်းကြောင့်အဲ့ဒီအတန်းလာရကိုပြေးသွားတော့တယ်အနားရောက်မှတွေးလိုက်တဲ့အဲ့ဒီကောင်လေးလူကောင်လေးကအစားတေးသေးလေးပြီးဘလို့ပဲဆိုတကြီးသမီးအပြူရဲ့ခန္ဓာကိုယ်လောက်ပြီးမရှိအတန်းရဲ့ပိုင်ရှင်ကနှလုံးထဲငြုပ်သီးဝင်သွားတဲ့ငယုတ်အဲ့ဒီကောင်လေးကိုဘသူမဆိုသိဖို့အတွက်တကြီးသမီးနောက်ဝင်လာခြင်းဖြစ်ပြီးအဲ့ဒီတကြီးသမီးရဲ့မျက်လုံးထဲကငြုပ်သီးဝင်လေတော့ရေကအတင်ကြာအတင်ဖြစ်သွားရတယ်ရေတစ်ခွက်ပြီးသူနဲ့ပါတော့တယ်မသိတကြီးသမီးရဲ့အော်တန်ကြတော့အဲ့ဒီကောင်လေးထိုင်နေရကနေကုံလုံးလေးကြွလာပြီးသူရောက်မှပဲပြန်ထိုင်သွားတယ်ကြည့်ရတာသူလည်းလန့်သွားရဲ့ထင်တယ်လန့်နေတဲ့မျက်နှာလေးကဖြူဥလေးနဲ့ပြီးသူ့ကိုစိုက်ကြည့်လို့နေတယ်သူလုံးသမျှကိုလည်းအဲ့ဒီဖြူဖြူဖွေးမျက်နှာပိုင်ရှင်လေးကအစမှအဆုံးအကုန်လိုက်ကြည့်နေတော့ငယိုနေနေတော့အနီးရခက်လာတယ်ဘာတော်တာမလို့ဒီလောက်ထိကိုအာယုံစိုက်ပြီးကြည့်နေရလေအစင်ပြေးလာကွန်းကိုယိုဆက်တယ်မျက်လုံးကဆက်တယ်အရမ်းမပေါ့နဲ့ဒီမှာရေနဲ့မျက်တောင်ဖွင့်လိုက်ပိတ်လိုက်လှုပ်လိုက်ကိုယိုကိုရှိတယ်ဘာမှမဖြစ်ဘူးပျောက်တော့မယ်နော်တကြီးသမီးကိုအဆက်ပြအောင်လှုပ်ပေးပြီးမှနောက်ကိုလဲကြည့်တော့အဲ့ဒီကောင်လေးတသေးလေးရမရှိတော့ဟိုဒီမသိမသာကြည့်တော့လေမတွေ့ပြန်သွားတာလားမနေ့ကမှအလိုကိုလို့အပြီးမှဒီနေ့ကျအလုပ်တစ်ခုကထက်တုံးလာပြန်နေဒီနေ့မှသူတို့ရွာအလိုလာကြတဲ့မြို့ကဧည့်သည်တွေတွားကြရမှာအလူရှင်တွေပြောပုံရမြို့ကဆွေမျိုးတွေရွာတကြီးကလည်းအလူမှာရှိနေရမို့ထုံးစံတိုင်းပဲရိုးလုံးမောင်ကိုဧည့်ကြုံနေနဲ့လှုပ်တော့တယ်အဲ့ဒါကပြဿနာမဟုတ်တကယ်ပြဿနာကတကြီးရဲ့သမီးပဲမရဘူးကိုရိုးသွားရင်သမီးလည်းလိုက်မှာသမီးမလိုက်ရရင်ကိုရိုးလည်းမလွတ်ရအောင်ဖေးတကြီးဖြစ်သူကိုကလေးကြောက်လို့ကြေကြားနေရကြောင်းတကြီးမှခေါင်းရှုပ်လာတော့တယ်ဟဲ့သမီးဟိုဟာဧည့်သည်သွားကြမှာသွားကစားမှာမဟုတ်ဘူးမလိုက်နဲ့ပြီးတော့အထုပ်တယ်ပါတယ်မို့ယောက်ျားသား2ယောက်ပဲလွတ်လိုက်မှာအိုးသမီးလည်းလိုက်ချက်မှာလေဆိုလိုက်ပြရစီတော်ကလေကြိုပြီးပြန်လာမှာပဲမောင်ရိုးလဲပါနေရပဲဘာစိတ်ပူစရာရှိလို့တကြီးဟာသူ့သမီးကြောင့်သိပြီးအတင်းတားနေတော့လေအကြောင်းမသိရဲ့သူ့မိန်းမကဂျာမကလန့်ကားလို့နေခဲ့တယ်သူ့သမီးကငရိုးဆိုရင်ကဲပူဟိုကောင်ကလည်းလက်ရဲဆက်ရဲနဲ့လူရှိဆိုကြောင်လို့ကုန်နေပြီမဲ့လူကွရင်အစွာထွက်လာချေပြီးဂျာမပြင်အသားမဆတဲ့ကြားဆိုတာမရှိမတော်လို့သူ့သမီးနဲ့ဖက်လေးပါစီချော့ပါစီမဖြစ်ပါဘူးသမီးရဲ့မလိုက်ပါနဲ့အပလှုပ်ချင်ရမလှုပ်ရလို့တကြီးသမီးရဲ့မျက်နှာကစူပုတ်ပြီးပေါက်ကွဲတော့မယ်ဘုံပမာဘေးကသူ့မိန်းမကလည်းသူ့သမီးအလိုကိုမလိုက်ပြေစိုးအတင်းကနေတာမို့တကြီးကိုသိမ့်မကြည့်ချင်တော့သူ့မိန်းမမျက်နှာမြင်မှတကြီးတန်ကဖြည်းဖြည်းချင်းရောချသွားတယ်ကဲလိုက်ချင်တပါဆိုလဲလိုက်သွားပေါ့ဒါပေမဲ့တကြီးသမီးကတော့ပြောရမလို့ရှိသေးရဲ့အစုံထိမပြောဘဲအဆက်ဖြတ်လိုက်တဲ့တကြီးရဲ့စကားကြောင့်ဂယူဒဆိုင်နားထောင်နေရဲ့
ဟိုကောင်လေးတော့ခေါ်တော့တကြီးမိသားစုမှာဘေးမှာရက်ပြီးကြည့်နေရင်သူ့ဦးကြီးရွာလူကြီးရဲ့လက်ညှိုးကြီးဟာသူ့ထံကြားလို့လာတာမို့ဖျားသာတာမိတော့တယ်။ညနေမှချက်ချင်းညွှန်ကြလို့ဘာလို့ကျွန်တော်မှလဲအဲ့လိုပြောလိုက်ချင်တော့လေအမှန်တကယ်ဆိုသူမလိုက်ချင်မှာအထူးသဖြင့်အဲ့လိုငရိုးကိုယ်တိုင်ကားမောင်းမဲ့ခီးကိုပင်ဘာကြောင့်မှတော့မသိသူမနဲ့အဲ့လိုရောရောနေတဲ့သူကိုသိမကြည့်ချင်းအမဟုတ်ပဲနှမျောရလားအဲ့လိုရုပ်ကပဲအမြင်ကက်စရာကောင်းတာလားသူသိချာမသိသူသိချာသိတာကအဲ့လိုရှိတဲ့နေရာမှာသူမနေချင်မှာသို့တော့သူ့ဦးလေးရဲ့စကားသူမလွန်ဆန်နိုင်မိဘမရှိတော့တဲ့သူ့ကိုတောက်လျှောက်အလိုလေးသိမရှိအောင်စောင့်ရှောက်ကြွေးမွေးလာတာမို့သူ့ကျေးဇူးရှင်ရဲ့စိတ်တိုင်းလိုက်ရောဖို့သာဆုံးဖြတ်လိုက်တယ်ဒါကြောင့်သူ့မနောက်ကိုလိုက်သွားဖို့သာပြင်လိုက်တော့တယ်တကြီးကသမီးလေးတယောက်တည်းရှိတာမို့အရန်ချစ်အရန်လုံလိုက်ပြီးတကြီးသမီးကလည်းထင်ဆိုင်ကိုကျဲနေတယ်ရှိလိုကြီးတွေပြောသလိုသမီးကောင်နွားတစ်ထောင်ဆိုသလိုအရွယ်လေးရောက်လာတာနဲ့ပဲထိန်ရသိမ်းရအရန်ခတ်တယ်အခုလည်းတယောက်တည်းလွတ်မဲ့အတူတူသူ့သူတော်မောင်ကိုလူပိုထည့်ပေးလိုက်တော့နည်းနည်းပါးပါသူ့သမီးအတွက်လုံခြုံမယ်လို့ထင်မိလိုက်တယ်ဆွေမျိုးသားချင်းယောက်ျားမို့အားကိုရမယ်ထင်ပေမဲ့လေသူ့သူတော်မောင်ရဲ့သေးသေးခနာကိုမှသူ့သမီးလောက်တော့မရှိတူလေးနဲ့ရှင်သူ့သမီးကထွားကြအောင်မယ်တကြီးကတပြင်းသားချလို့လက်ထွက်လာခဲ့တယ်သမီးဖြစ်သူနဲ့သူတော်မောင်တို့ငေးတာကြည့်နေမိလိုက်တယ်အဲကြုံရန်ကာထွက်သွားတော့သူ့မမလိုက်ချင်ပဲလိုက်ရတာမို့ခီးရတက်တက်ကြွတော့မဟုတ်နေခဲ့တွန်းစောနဲ့သာကားနောက်အောင်ရောက်လို့သွားခဲ့တယ်စပေါင်းနေတဲ့မျက်နှာလေးမှာမတွေ့ချင်သူကိုတွေ့တော့ပို့ပြီးတွန့်ကြိုးသွားခဲ့တယ်ကားလက်ထရက်ကားမို့ခေါင်းခန်းထဲမှာလူနှစ်ယောက်ထိုင်လို့ရပြီးနောက်ခန်းမှာတော့အတော်များများထိုင်လို့ရတယ်ထို့ချိန်ကားမနေရယူရန်ပြင်တော့သူ့မအနာကိုကပ်ပြီးလာပြောခဲ့တယ်မူရသည်နောက်ခန်းကနေစမ်းမောင်နဲ့တူတူလိုက်ခဲ့နော်အမရောအဲ့လိုမျိုးသူ့ရဲ့အမိမှာသူ့မမျက်နှာကချက်ချင်းပဲပြုံးပြေလို့ငါတော့ကိုရုံးနဲ့ခေါင်းခန့်မယ်ထိုင်မယ်အဲ့လိုလေတော်တော်တရားကြလုံးနဲ့အမပြီလှုပ်ချင်တိုင်းသူလှုပ်ရမယ်ဆိုရင်တော့တိတ်ကိုပြောနေရအဲ့တော့သူခေါင်းသာညှိလိုက်တယ်မိမတွေများမနိုင်ချက်ပဲငင်းကမလို့ခုံကလို့သူကမသိဘူးဒီခုံကတော့ထိတ်လို့တိန်လို့မရအောင်ကိုလှုပ်ချင်နေပြီသူမတကြီးသမီးကကားကောင်းခန်းတွေကိုဟိုလိုနဲ့တူထိုင်နေပြီမြင်တော့မြင်အေးရဲ့လူသားသူမယူပြီးတော့စူးစူးအောင်နေတာအနောက်ထဲဝင်ထိုင်လိုက်တယ်ဟောငါညီဒီဘက်လာလေအောက်ချိန်မှာကားလောက်တာနဲ့ပြုတ်ကျသွားအောင်မယ်သူ့နောက်ကျောဘက်ကချိုးတတာထွက်ပေါ်လာတဲ့အတန်ပန်းရှင်ထန်းသူလှည့်ကြည့်လိုက်မိတယ်အဲ့လူကပြုံးရည်ပြီးလာပါကွာမင်းကိုကြိုက်မစားပါဘူးသူမျက်နှာလေးချက်ချင်းပဲညီမြန်းလို့လာပြီးတော့ခေါင်းသာငုံပြီးအဲ့ဒီကိုရင်တော့တိုးဝင်တော့ဟောဘဲနဲ့ခေါင်းစိမ့်ငုံပြီးကို့ဘိုက်ထဲလဲဝင်သွားအောင်မယ်ပြောလဲပြောရှိလဲရှိတဲ့သူကြောင့်မူရသွေးဆိုတဲ့သူကခေါင်းဝင်ရှိကိုမဖော်ရဲတော့ကားထဲအောင်သာကြက်ကြက်ပအောင်စောက်ကိုင်းပြီးကားထွက်တဲ့အထိစောင့်နေလိုက်တော့တယ်အဲ့လူကသူ့ကိုကြည့်ပြီးတော့ရှိရဲ့တန်ကမပြတ်သေးသူတို့ရဲ့ကားတရွရွနဲ့ရွာနေစတင်ထွက်ခွာလာခဲ့တယ်။ကိုယ်ကရွာလမ်းနေတိုင်းမှာတော့အနောက်မှာကျန်ခဲ့တဲ့ဖုံလုံးကြီးတွေကြောင့်မူရနှာခေါင်းနဲ့အင်စီကိုသာအုပ်ထားလိုက်တော့တယ်။ကျဲရီရကျဲစိုးတွေကစုပ်နေတဲ့ရွာချန်စီယိုးတွေကလည်းကြည်ရင်ပင်ရွာရဲ့အလားတရားကိုတမျိုးဖော်ဆောင်နေတဲ့ရောင်ရွာတိတ်ကိုထွက်လို့လာတော့စင်းစစိုးလဲကွင်းများအထင်သာကောင်းမှဟိုငင်းတင်ငယ်လို့သာတနေ့ရောက်မှာတော့အဲ့ဒါကဝဝင်းတဲ့ဖိုးဝေးနေကြတဲ့နေကြပန်းခင်းချင်းတစ်ခုပါပြီ။အနက်ရောင်ဝစ်ဆန်တဲ့ပွင့်ချက်အဝါနေကြတို့ရဲ့အလှကလည်းမူရကိုယ်တိုင်နဲ့မျောနေခဲ့တဲ့ကားကနေကြခင်းကိုကြော်သွားချေပြီးသို့တော်မျက်စိကတော့အဲ့ဒီနေကြခင်းမှမထွက်သေး။ဒါဘေးရလူကအကဲခတ်မိပြီ။နေကြပန်းကြိုက်တယ်ထင်တယ်နော်။လိုချင်လို့လားကိုခူးပေးရမလား။ဗျာကြိုက်တယ်ရဲ့လည်းမဟုတ်ပါဘူးဒီတိုင်းလှလို့မူရအဖြေစကန်မှာဆမ်းမအောင်ဘက်ကအဲ့လိုတလုံးသာချပြီးစကားကိုအစချီလာခဲ့တယ်။ဒီရွာရောက်တာကြားပြီလားကိုမျိုးတခါမှမတွေ့ဘူးလို့မကြားသေးဘူး။ဦးကြီးတို့ပြန်လာတော့ကနေအတူလိုက်လာခဲ့တာ။ဦးကြီးတကြီးကိုပြောရလား။ဟုတ်ကဲ့မူရာကောင်းလေးငိမ့်လို့သာအေးစစ်စစ်ပြန်ဖြေချလိုက်တယ်။တစ်ဖက်ကဆမ်းမအောင်ကတော့မေးရမြင်ရခြေရက်နေပုံမရသေး။သူကောင်းတစ်ချက်တဲ့ပြန်ချတယ်။ဒါနဲ့မင်းရမိကုန်းနဲ့ပါတော့ရလေ။အဲ့ဒီမိကုန်းကသူမဟုတ်တဲ့တစုံတယောက်ကသိချင်နေတဲ့မိကုန်းဆမ်းမောင်ကအဲ့ဒီလိုအစာမေးပြီးမူရထံကအဖြေကိုစောင့်ဆိုင်နေပြန်တယ်ဆမ်းမောင်မိကုန်းပြီးမူရဘက်ကအပြုံးလေးနဲ့သူ့ဘက်ကိုလှည့်ကြည့်လာပြီးမိကုန်းဆိုတာအမဝါကုန်းကိုပြောရလားဟုတ်တယ်ကိုတော့သူ့အဲ့လိုပဲခေါ်နေကြမလို့အမရဲ့ဖေတကြီးကကျွန်တော်ရဲ့ဦးလေးအရင်မှာအမဝါကုန်းနဲ့ကျွန်တော်မောင်နှမတဝင်းခွဲတော်တယ်မောင်နှမတွေလားဟုတ်ဒါဆိုကို့ကိုလည်းမှတ်ထားနော်
ကို့နာမည်ကတင်ဆန်းမောင်တရွာလုံးကတော့ဆန်းမောင်လိုပဲခေါ်ကြတယ်ဒါဆိုကျွန်တော်လည်းကိုဆန်းမောင်လိုပဲခေါ်မယ်နော်ရပါဗျာဒါနဲ့မင်းနာမည်ရောကျွန်တော်ကမူရသေးပါကိုဆန်းမောင်ရေတံနဲ့အတူချက်ချင်းကြည်တန်းသွားတဲ့ဆန်းမောင်ရဲ့မျက်နှာနှက်ခုံးတွေကနှင်းငယ်တွန့်ကြပြီးကောင်းတဲ့အတွေ့တွေကအလုံးနဲ့အရင်ကိုတိုးဝင်လာခဲ့တယ်မူရသွေးယနေ့တယောက်ရှိတဲ့အဲ့ဒီနန်းစားဘသူလဲအဲ့လိုမျိုးဆမ်းမအဖြေဖော်မရသို့တော်သူတနေရာမှာတော့ကြားဖို့နေတယ်လို့ပဲငရိုးစုံတော့တိလောက်မှာအကျွေးထဲမှာကောင်းခဲမှာကောင်းမောင်းနေတဲ့ရိုးလုံးလုံးမအောင်သတင်းပေးစတဲ့စိတ်ကထွားပွားဖြစ်ပေါ်လို့နေခဲ့တယ်သို့တော်အဲ့ဒီငနေဖြင့်နောက်ခန်းကိုရှောင်းလို့တောင်ကောင်းမလဲလားချင်းတင်နာကောင်နှာဘူးကောင်တနာယူကောင်မိမောက်တွေများရှောက်လိုက်တာရွာမှာဆိုရင်ရှိသမျှအပြိုကြီးလဲကုန်ပြီငါအတွက်လည်းတယောက်မှမချမ်းတဲ့အကောင်ကားရွာထဲကိုကြော်ချပြီးကမူကထင်းနဲ့လမ်းအောင်ရောက်ပြီးတော့အဲ့ဒီလမ်းကတော့ရွာမမြို့ပေါ်သွားတဲ့လမ်းမီကျိုင်းခွက်တွေနဲ့မြေမညီမညာမို့မောင်းသူရောလိုက်ပါသူပါအဆင်မပြေလားလမ်းမကောင်းလို့ကားကတစ်ချက်ဆောင်လိုက်ရင်နောက်ခန်းမှာလိုက်ပါတဲ့သူများတော့ရှင်နေမကောင်းကောင်းကလိုက်တဲ့သူတွေကတော့အနေသာပေမဲ့နောက်ခန်းကကလတ်တန်းအောင်ကင်တဲ့သူအတွက်ကကားနဲ့ဖိနေထိချိန်မရှိမြောက်သွားနေပြီတကြီးသမီးကလမ်းတစ်ချလုံးပပောက်ဖောက်လိုက်တာလွန်လာပြီတလျှောက်လုံးနဲ့သူ့အကြောင်းများသာပြောချင်တော့ရိုးလုံးလုံးမှာသူ့အကြောင်းသူ့ထက်တည့်ရသူရှိနေပါတယ်ဆိုပြီးတက်ပြင်းကြီးတာလိမ့်ချမိရဲ့တကြီးသမီးမို့သာအနေငယ်လက်ရောညှိထွေးစွာနေပြီးမဲ့လို့ဒီကောင်ကြီးရဲ့စိတ်တိုင်းသူ့ထက်လာတဲ့အပြိုတွေတွေ့ရင်မြင်နာကနေပါထုတ်ပြစ်မယ်လက်မကောင်းကောင်းရက်နဲ့ဦးကောင်းမှတကြီးသမီးကိုပါထုတ်မဲ့အကြောင်းတွေးနေရင်သူ့သေးကဘာတဲ့ခွင့်ပြုချက်မရပြီးအတင်းတိုးဝင်လာခဲ့ပြီးဖြူဖွေးဖွေးမျက်နှာပါရှင်ထိုကမှမင်းကြီးအကြောင်းတရေရပြီးစကားဆလေတော့တယ်ကွန်ဒါနဲ့လေတိတ်ဆိတ်နေရင်မှရုတ်တရက်ထွက်ပေါ်လာတဲ့သူ့အတန်းကြောင့်တကြီးသမီးကဇက်ခနဲ့သူ့မျက်နှာကိုပြန်ပြီးလှည့်ခဲ့တယ်ပြောလေကိုအယိုပြောရင်ဆုံးသွားတဲ့သူ့စကားတကြီးသမီးကသိချင်နေပုံရတယ်ဘာရဲ့ဖြစ်ဖြစ်အခွင့်အသာတော့ပြီးမို့မင်းတို့သာပြင်လိုက်တယ်ကိုနဲ့အတူတူပါလာတဲ့ကောင်လေးလေသူကဘာတူလဲအော်မူရအောင်ပြောတာထင်တယ်သူကမူရသွေးတဲ့ကိုရဲ့မောင်တဝင်းခွဲလေကိုယူမမှတ်မိလို့နေမယ်သူ့ကြွားတစ်ခါလာဘူးရဲ့လေနေပါအောင်အဲ့တုန်းကတော့သူရင်နေလို့ကိုယူကဲပေးခဲ့ရလေကိုခဲ့ခဲ့တဲ့ကောင်လေးဟာတကြီးသမီးစကားအစုံငရိုးမျက်နှာကအံ့ဩပြီးခေါင်းထဲမှာလည်းအတိတ်တချို့ကပြန်ပေါ်လာတော့တယ်လုံငယ်သောဆယ်နှစ်မြို့ရဧည့်သည်ရောက်တဲ့နေ့လာပါကွာဆမအောင်လေးဟိုကောင်လေးနဲ့တောထဲမှာတောက်ဆော့ရအောင်အရက်ရှိပိပိနဲ့15နှစ်သားရှိုးလုံးလုံးမောင်နဲ့သူနဲ့အသက်တူရွယ်သူဆမ်းမောင်ကိုအဖော်ဆက်နေခဲ့တယ်ငါမလိုက်တော့ဘူးမင်းမဲသွားတော့ဆမ်းမောင်ရဲ့ညင်းတန်ကြောင့်အယူကမျက်နှာဆူပုတ်ပုတ်ပင်ဒါဆိုမင်းကဘယ်သွားမှာမလို့လဲငါတကြီးအိမ်သွားမလို့တကြီးအိမ်မှာဒီနေ့ကဧည့်သည်တွေရောက်နေရဲ့တဲ့အဲ့ဒါသွားကြည့်မလို့ဘာလဲကွာမြို့သားတွေလူပြပေးလူချင်းဘာထူးဆန်းလို့ကြည့်စရာရှိလို့လဲအေးအဲ့ဒါဆိုလည်းမင်းမလိုက်နဲ့ငါပဲသွားမယ်အဲ့မှာလာတာပါတာမြို့သူတွေပါလာရင်ငါပဲအဝငန်းခဲ့မှာပြောစုံနဲ့ဆမ်းမောင်ကမျက်နှာကြည့်ဖြီးလို့တကြီးအိမ်ကိုထွက်သွားခဲ့တယ်ငယူကဒေါသပုံထားပြီးကြံခဲ့တယ်ထို့သူငယူမကြည့်နဲ့ပါအရင်ဆိုဆမ်းမောင်ကသူခေါ်သမျှအောင်နှခါပြောစရာပြင်မလို့ပဲတကားကောက်လိုက်တယ်အခုမျိုးကဧည့်သည်အမွေကြောင့်သူ့ဖော်မဲဖြစ်တော့တယ်တွေ့မယ်ဆမ်းမောင်ငါလာကြည့်လို့မှမင်းပြောသလိုလာတာပါတာမြို့သူမပိုင်မင်းအမုံစိတ်ပြမယ်ငယူကဆမ်းမောင်ကျင်းထွားလျက်နဲ့တကြီးအိမ်ကိုခြေဦးလှည့်လာပြန်တော့တယ်တကြီးအိမ်ရောက်တော့လူနာမတော်ပဲအိမ်နောက်မှာမတက်ရက်ပြီးကြည့်နေတဲ့ဆမ်းမောင်ကိုတွေ့ရနဲ့အနောက်ကကြောပြင်းကိုတိုးလာဝါနဲ့အပြေတွေ့လိုက်တယ်ထွက်လာတဲ့ဘုံနဲ့အတန်နဲ့ဆမ်းမောင်ကကြောကော့သွားတယ်သူလုံးလိုက်ရလို့ကျင်းနေတုံရှိသေးတယ်အရှိကိုမျက်စာပြပြတဲ့ဆမ်းမောင်ကြောင့်သူပြားဟာကိုသာကြည့်တော့မိဘရဲ့အနောက်မှာဝင်ပုံပြီးခေါင်းလေးသာထွက်နေတဲ့ကလေးငယ်ကိုတွေ့ရတယ်မျက်လုံးဝိုင်းလေးတွေနဲ့ပေါင်းပေါင်းလေးတွေကဆွညစ်စင်စရာသူ့မေကိုကင်ထားတဲ့လက်ကလေးဟာသူတို့နဲ့များတခြားစီနေရှိလိုပဲအနွေးထဲလေးဝှိလို့ထားတဲ့အဲ့ဒီကလေးလေးရဲ့ဦးခေါင်းမှာစပင်တွေကလေလီလာရတိုင်းရိမ့်နှွက်လျက်လေအရက်မှာနဖိုးပြင်းပြပြလေးကိုထိုးချလာခဲ့တယ်ဆမ်းမောင်ကမြို့သားလေးကချစ်စရာလေးနော်ငယိုမြို့သားဆိုတဲ့အတန်အကြားမှာငယိုမျက်နှာဆမ်းမောင်ဘက်ကိုလှည့်လို့ကြောင်ကြည့်တယ်အဲ့ဒါယောက်ျားလေးလားဟာအဲ့နောက်ငယိုအဲ့ဒီကလေးဘက်ကိုပြန်လှည့်ပြီးဆမ်းမောင်စကားကိုပြန်ချေပါတယ်ချစ်စရာမကောင်းပါဘူးလှပဲလှတာပထမစကားအဆုံးမှာတော့တလုံးချင်းတွေထွက်လာတဲ့ရိုးလုံးလုံးမောင်ရဲ့စကားကြောင့်ဆမ်းမောင်ကပြူးကြောင်သွားခဲ့တယ်ဒီကောင်ကဘာလဲဟာ
ဆန်နဲ့ရွယ်မူရလေးကဒီကျော်ယခုမှစားရောက်ဘူးတာမို့သူမမြင်ဘူးတဲ့အရာတွေကအများအပြားပင်သူရဲ့မိဘတွေမှာဆွေမျိုးသားချင်းတွေနဲ့ကြုံတော့လာလေတော့မလို့စကားဖောင်ဖွဲ့ပြီးပြောနေကြတယ်။အဲ့ဒီညမှာလူများလာပြီးတော့မူရအတွက်အသက်ရှူချက်တယ်။ဒါကြောင့်မမေကိုခွင်တောင်းခါနဲ့ရွာရဲ့အဝေးကိုမသွားပဲအနီးနားသာပဲကြည့်ဖို့အတွက်ထွက်လာခဲ့တယ်။ဘာတွေများရှင်းနေမလဲဆိုပြီးကလေးတဘာဝစူးစမ်းချင်စိတ်လေးနဲ့လမ်းလျှောက်ခဲ့တာမြင်းချောင်းလေးတစ်ခုနောက်ရှောင်းလာခဲ့တယ်။ဒါကချောင်းလေးပေါ့။နေနေရတဲ့မြင်းချောင်းအောင်ကြည့်ပြီးတီတိုညီးမိတယ်။အပေါ်မှာအောက်ဘက်ကိုတလဟောစီးကြနေတဲ့ရေတွေကပုံမှန်ထက်အားပိုများနေသလိုမြင်းချောင်းကမ်းမှာမြင်းချောင်းအလေလောက်ထိကိုဝါးတိုင်တွေနဲ့ခင်းထားတယ်။မြင်းချောင်းကကြည်လင်နေတဲ့ရေကိုကြည့်ရှုနေရင်းနဲ့သူ့စိတ်ထဲမှာလည်းအလားတူကြည်လင်လို့လာခဲ့တယ်။တော်တော်သိစိတ်နေတဲ့ပဝန်းကျင်ကိုဖြိုခွဲလိုက်တာကတကြီးအော်နေကြတဲ့ကြက်မိသားစုအတန်းမင်း။ဟောကြက်မမီနဲ့ကြက်ကလေးတွေသူတို့လည်းရီလာတောက်တာထင်ရင်ကလေးပြပြမချတွေချရင်နဲ့တနေရာမှာထပ်မှန်ထပ်ပေါ်လာတဲ့ကြက်ကလေးရဲ့အတန်းသူရှိရကြက်မိသားစုကြည့်နေမိရင်သူတို့ထင်မှာမဟုတ်ဘေဘီတို့လိုက်ရှာပြီးတော့မှပဲညချောင်းလယ်မှာရှိနေတဲ့ကြောင်တုံးကြီးထန်သူ့အကြည့်တွေရောက်လို့သွားခဲ့တယ်ဟမ်ကြက်ကလေးကဘလို့မျိုးအဲ့ဒီကြောင်တုံးပေါ်ကြောက်ရောက်သွားလဲမသိအပေါ်ကကျလာတဲ့ရေအားနဲ့ရေများသားမှာစီးလျက်ပြီးတေကိုင်းကလေးများကအဲ့ဒီရေမှာကြာရင်တော့ခဏအတွင်းအရိတ်တောင်မကြပဲပျောက်ကွယ်သွားလေတယ်အဲ့ဒီအကောင်တေးသေးလေးကြက်ကလေးသားဆိုရင်တော့ရေစီးနေပြီးသေးလိမ့်မယ်မူရစိတ်လေးအတော့ပြာများသွားခဲ့တယ်ကြက်ကလေးကိုလည်းသူကဲခြင်းနဲ့သူဘလို့စားလို့ရမယ်မသိမမေတို့ကိုပြန်ခေါ်နေကြက်ကလေးကမသိပဲနဲ့ခုန်ချမိမှာတေးသွားရင်လည်းမဖြစ်ပါဒါကြောင့်သူကိုယ်တိုင်ကကြက်ကလေးကိုကဲဖို့အတွက်စူးစမ်းတော့တယ်နွေးတဲ့ထဲကိုဖုံးကွက်နေတဲ့လက်တူလေးတွေနဲ့ကြက်ကလေးရှိရာတောက်သုံးစီကိုသူလှမ်းကန်ကြည့်တယ်မမီလီတော့ခင်းထားတဲ့ဝါးတိုင်ခင်းလေးပေါ်ဝမ်းညမောက်လိုက်တယ်အဲနောက်ခဏကိုအရှိကိုသာလက်ကလေးတစ်ဖက်နဲ့အောက်ကဝါးတိုင်ကိုကင်ပြီးနောက်တစ်ဖက်နဲ့ကြက်ကလေးထံကိုကန်တယ်မမီသိမ့်မှန်းသိလို့သူအရှိကိုထပ်ကန်လိုက်တယ်ထို့ဒီမှလည်းမထူးပါစေဝေးနေသေးရမို့ခဏကိုရှေ့ကိုထပ်ထိုးပြီးကန်တယ်နည်းနည်းလိုနေသေးပြန်တော့ရှေ့ကိုကုန်းလိုက်တိုးမိတယ်မိတော့မေခဏလေးဟမ်ဘုံကနေပြုတ်ကျသွားတဲ့တန်နဲ့တူမူရာကသူ့အရက်တဲ့နှစ်စားလောက်မြင့်နဲ့မြေချောင်းကြီးတဲ့ကိုပြုတ်ကျကားနဲ့ရင်းနေနေတာကိုပေါ်လိုက်မြုပ်လိုက်ဖြစ်နေတဲ့သူ့ရဲ့ခန္ဓာကိုယ်ကြောင့်နှာခေါင်းကလည်းတေချအသက်ရှူလို့မရသူ့လက်ကလေးနဲ့မီလိုမီညာကုကရရှာနေမိပြန်တဲ့ခြေလက်တွေနဲ့တနန်သမျှရုံးကနေတော့လေအဆုံးမနွမ်းရလို့သာမျက်လုံးတွေကအသာမိတ်လို့သွားတော့တယ်အဲ့ဒီကလေးရဲ့ခန္ဓာကိုယ်ကကြောက်တုံးတုံးလောက်တောင်မလေးလို့အဲ့ဒီရေစီးနဲ့စုံမျောတော့တယ်နောက်တဲ့ရေတွေကိုပြုတ်ကျတဲ့အတူမြေမျောနေတဲ့မူရခန္ဓာကိုယ်လေးမှာစိုးခနဲ့ရေထဲကနေမချေခံလိုက်ရတယ်။အဲ့ဒီကလေးကိုအမြန်မချေပြီးကုန်းမော်ပြန်တက်ပြီးတော့ရေထဲမှာရုံရတယ်။တူးသေးတောင်မနေလှုပ်ရုံရတဲ့အဲ့ဒီချောင်းမလို့မရအောင်ဆိုတော့ရေစီးနဲ့ပါမသွားစေရန်တောင်းခံထားရတယ်။ကမ်းမော်ကိုရောက်မှသူတို့ညောင်စလုံးအန်နေရကင်းနေမိဘတွေကကလေးကိုရင်ခွင်မှာပိုက်တော့ငရုတ်ကိုကျေးဇူးတင်စကားသာစက်တိုင်ပြောလို့နေကြတယ်။မိခင်ဖြစ်သူကလည်းမြေရီစားလေးတွေနဲ့သားဖြစ်သူကိုသာထွေးဖွေထားတယ်။ကျေးဇူးတင်ပါတယ်သားရဲ့အဲ့ဒီသားလေးမှာသားပေးရဲ့အသက်ပဲရှိပါတော့တယ်ကွယ်ဟုတ်ပါတယ်ကျေးဇူးတင်ပါတယ်ကွာဦးလေးတို့သားလေးကိုကဲ့ပြီးတဲ့အတွက်ဘလို့ပြန်ကျေးဇူးဆက်ရမလဲတော့မသိတော့ပါဘူးကွယ်ရပါတယ်ကျုပ်ကကျေးဇူးတင်ခံစတော့ကိုညီတာမဟုတ်ဘူးဒီကလေးကိုဟုတ်မူရသေးပါဟမ်သားနာမည်ကမူရသေးမိခင်ရှင်ခွင်နဲ့ထွက်လာတဲ့ကလေးလေးကသူ့ရဲ့နာမည်ကိုပြောပြတဲ့တန်းကြောင့်မယူကပြောကြစကားပျောက်ဆုံးသွားတော့တယ်အဲ့ဒီကလေးကသူ့ရဲ့တနေရာမှာနေရာယူခဲ့တဲ့မူရသွေးဆိုတဲ့အမည်နာမလေးတစ်ခုနောက်ဆုံးမြို့ကိုပြန်လာမှုကျေးဇူးတင်တဲ့အနေနဲ့သူ့လက်လေးကိုကင်သွားတဲ့ကလေးငယ်ကြောင့်ကြံခဲ့တဲ့ရိုးလုံးလုံးမှတမမှန်တထွေထွေပင်ကာမောင်းနေနဲ့သူ့ရဲ့အသိတချို့ကိုပြန်လဲတွေးတောမိတယ်အဲ့ဒီအချိန်ကသူ့ရဲ့အိတ်ကလေးကြောင့်ချက်တာလွမ်းတာတွေစသိလာခဲ့တယ်ကိုယ်တိုင်နဲ့စကားတောင်သေးချမပြောမိတော့လေသူ့ရင်ထဲမှာအဲ့ဒီကလေးကြောင့်ဖြစ်ပေါ်တဲ့ခံစားချက်တွေကတပုံတပင်သို့တော့ခတ်တာကဒီခံစားချက်ကသူကောင်းစဉ်တက်လို့မရလွမ်းတာမဟုတ်တွေ့ချင်တာမဟုတ်ချစ်နေရလည်းမဟုတ်သူ့ကိုယ်တိုင်ကိုစိတ်တွေကထွေပြားလို့နေခဲ့တယ်အခုမထင်မဲ့ပဲပြန်တွေ့တော့သူ့မှာပျော်နေပြန်တယ်သူရေထဲဆင်းကယ်လို့အသက်ဘေးကလွတ်မြောက်ခဲ့တဲ့ကလေးလေးကအခုဆိုအရွယ်တောင်ရောက်လို့နေခဲ့ပြီဒါကြောင့်သူအဲ့ဒီကောင်လေးကိုစတွေ့ချင်းမှရင်းနှီးနေတယ်လို့ခံစားရတာပဲလူကမသိသေးခင်သူ့စိတ်ကအလုံးစုံမှတ်မိနေခဲ့တာ哦ဒီကလေးကတော့သူ့မှတ်မိမယ်မထင်သူ့စိတ်ကလေးတွေကလာလုံးကထပ်ပင်ပိုးပြီးတက်ကြလာခဲ့စိတ်ထဲလည်းအကျွေးပေါင်းမြောင်များစွာနဲ့ပြည့်နေနေခဲ့တယ်အဲ့ဒီကောင်လေးကလည်းသူ့ကိုစကားပြောချင်နေတာကိုတွေ့ပြီးမိတ်ဆက်ချင်တာထက်သူ့မှတ်မိလာလို့မေးချင်နေမိတယ်မ
ဘေးကကောင်းမောင်းလျက်နဲ့မျက်နှာကြီးပြုံးဖြစ်နေတဲ့ရိုးလွန်းမောင်ကိုတစ်ချက်မပြတ်ထိုင်ကြည့်နေတဲ့သူကတကြီးသမီးသူ့ဟာသူကောင်းမောင်းလိုက်ပြုံးလိုက်ရှိလိုက်နဲ့ဘာတွေများဒီလောက်တွေးနေတယ်မသိကြည့်နေရင်ပင်ထရှိလာတာမို့ဟုတ်တော့မိမမရခင်ယူမြန်သွားပြီလားမသိတကြီးသမီးကသူ့ဟာသူကောင်းကောပြီးတီတိုလေးညီးလိုက်တယ်ကိုရိုးရဲ့စိတ်ကနားလေရခတ်တယ်မယိုးအကြောင်းဆိုခရင်စိတ်တွင်ကြကြသိရသူတော်တချို့တလေငရိုးရဲ့စိတ်အခြေအနေကိုခမန်းလို့မရလာတော့ကစကားကောင်ပြောနေရင်လည်းသူ့မောင်လေးမူရကြောင်စကားဆက်ပြီးလို့မေးတယ်သူလည်းပြန်ဖြေမိတယ်သူမူရကြောင်ပြန်ဖြေပြီးကြတဲ့အခုဒီစောနာလိုထူးထူးဆန်းဆန်းအမူအရာတွေလုပ်နေတော့တာပဲမြို့ကဧည့်သည်ကိုသူတို့နေတဲ့လောက်ကကြိုခဲ့ပြီးအခုလက်ရှိမှာတော့ဧည့်သည်ညကိုနောက်ခန်းမှာလိုက်စီခိုင်းပြီးရွာပြန်လာခြင်းပြင်ရွာပြန်ကိုသိရတဲ့အတိုင်းလမ်းတွေကငရိုးရဲ့စိတ်အခြေအနေလိုပင်ချောင်းတဲ့နေရာဖြောင်းချိုင်းတဲ့နေရာချိုင်းနဲ့အမျိုးစုံတိုးခုံနေတယ်ကိုရိုးကြရဲ့အတွေးလုံးပြီးမရိုးခင်ကားနောက်ခန်းမှာကြားရတဲ့ကလုံးကလန်အတန်တွေကြောင့်တကြီးသမီးရဲ့မျက်လုံးပြိုမျက်စံပြိုပြီးမောင်းနေတဲ့သူကိုအတင်တာပြီးကားရက်ခိုင်းလိုက်တယ်ကိုယုံကိုယုံကားကိုရက်လို့ဟမ်ဘာဖြစ်လို့လဲမယိုးကနားမလည်ဟန်နဲ့ကားသားရက်ပြီးကားရက်ချင်းကားတကားအမြန်ဖွင့်လို့အနောက်ခန်းပြေးဆင်းသွားတဲ့သူကြောင့်မယိုးလည်းပြေးလိုက်သွားတယ်ထိုချိန်နောက်ခန်းမှာတွေ့မြင်ရတဲ့မြင်ကွင်းရမကောင်းစမ်းမောင်ရဲ့အင်ဂျီတော်မှာလာလုံးကလိုတသက်ရက်မဟုတ်လားတွန်းကျင်လို့နေတယ်စပင်တွေကလည်းပွားလို့ဘာတွေများတဲတန်လုံနေကြတယ်မသိကားတန်းကိုအားခံပြထားတဲ့မူရခမမျိုးပဲကြံတော့တယ်လက်ထဲမှာပလတ်စတစ်အိတ်ကလည်းချိတ်လို့ထားပြန်တယ်မျက်နှာတစ်ခုလုံးနီးမြန်းလို့တရုတ်ကိုမြင်မှခေါင်းမီမဖော်တော့ချေဟာဟဲ့အောင်စမ်းမောင်အတန်ပိုင်းရှင်ကတော့ရိုးလုံးမောင်ပင်ပုံမြက်ပန်းပြက်ဖြစ်နေတဲ့စမ်းမောင်ကိုကြည့်လိုက်မှပခေါမောင်တက်ပိုက်ထားတဲ့စမ်းမောင်ရဲ့လက်ကိုလမ်းကြည့်လိုက်တော့မယိုးရဲ့မျက်နှာဒေါသရိပ်တွေပြေးထွက်သွားခဲ့တယ်စမ်းမောင်ကလည်းမူရလက်တစ်ဖက်ကိုထိန်းထားရင်မှငါဘာလို့မိလို့လဲအဲ့လိုမျိုးမသိသလိုမျက်နှာထားနဲ့ငရိုးကိုပြန်ပြီးကြည့်နေတယ်ထိုအချိန်ကိုဖျက်တောက်လိုက်တဲ့သူကတကြီးသမီးပဲကိုမိနေတာကိုရိုးရဲ့မူရာကကားရမ်းလို့ရင်မိုးတက်တယ်အော်အဲ့လိုလားအဖြေတိကျရပြီမှသူကယ်ခဲ့တဲ့ကလေးငယ်ကကားမှုနေမှန်းသိတော့တယ်ထို့မှာသူ့ရဲ့တငယ်ချင်းစမ်းမောင်တန်ရကင်းတော့တယ်သူအတွဲလွန်သွားတာမို့အားတုံအားနာပြုံးပြပြီးစမ်းမောင်ဘက်ကိုစကားလဲတယ်မင်းကလေသူကားမှုနေရာကိုကားလိုက်ရက်ခိုင်းလိုက်ပါလားအေးဟုတ်တယ်အခုမှကောင်းခန့်ထွက်လာတဲ့ကောင်ကလာပြီးစိတ်ပူပြနေရဲ့ငါအော်လေးခွေးသားရဲ့မြင်ကြလားဟမ်နောက်တော့သူမသိသလိုနောက်ခန်းမှာထိုင်နေတဲ့ဧည့်သည်တွေထံမျက်နှာလဲတော့ဧည့်သည်ကလည်းစမ်းမောင်ပြောတာအမှန်ဆိုတဲ့မျက်နှာရည်နဲ့သူ့ကိုကောင်းကြည့်စွန့်ညင်ပြလို့နေခဲ့တယ်သူလည်းမူရအတဲ့ကြောင်တွေးထုံသွားတာမို့ခေါင်းသာအသာငုံလို့နေတော့တယ်မနေ့ကမှမြို့ဧည့်သည်ကိုကြိုပြီးမှတထေးလင်မယားရဲ့အလူကြီးကလည်းတတိုက်မြိုင်နဲ့ပြီးမြောက်သွားခဲ့တယ်ဒီနေ့တော့ရိုးလုံးမှတော့အလုံးမရှိမနေ့ကကားမှုတဲ့ကောင်လေးကဖျားနေတယ်လို့သတင်းကြားရတယ်မြို့သားလေးနူးနေလိုက်ပုံများကားမှုပြီးဖျားရတယ်လို့ခေါင်းထက်ကဆန်တွေရောဘေးတက်လက်နဲ့တပြီးတော့အလုံးရှုပ်လေးတချင်းကြီးနေတဲ့သူကတချင်းကြီးနေရင်းနဲ့သူဆိုတဲ့တချင်းကအဲ့ဒီကောင်လေးရဲ့နာမည်ပါလာလေးတွေဆိုရင်မှအဲ့ဒီကောင်လေးကြောင်းပြန်တွေးမိပြန်တယ်လက်ရွှက်ကစီးပြီးတော့ကားမှုတဲ့မင်းလေးရတော့လေဖြစ်လိုက်လို့ဆိုရင်အသေးတန်ကြီးပဲသူ့တွေကဟိုရောက်ဒီရောက်တွေးမိပြီးဘေးမှလာရတဲ့သူ့မိကတက်တီပြလို့နေခဲ့တယ်ဟဲ့ငရိုးအောင်မလေးပါဗျဟာအမေကလည်းပဲ့နေဘွားကနေပေါ်လာတော့ဟဲ့သေးနာငါဘွားကနေပေါ်လာရအောင်နာဘွားမှာမဟုတ်ပဲကိုအမေကိုမြင်ပြီးတော့လန့်သွားတဲ့ရိုးလုံးလုံးမောင်မျက်နှာကြီးကိုကြည့်ပြီးတော့ဒေါခင်တွေကမယုံတင်ကဖြစ်လို့နေခဲ့ပါတယ်နေသမ်းမောင်ဒါပဲတော့အမေကလည်းအိမ်မှာနေပြင်းစရာကြီးလေအဲ့ဒါကြောင့်ရွာရဲ့တစ်ဖြက်လူပြိုလဲ့မယ်ဆိုပါတော့အောင်သက်သက်နဲ့ထွက်လာတဲ့ဒေါခင်တွေရဲ့စကားမှာမယိုးမျက်နှာပြုံးဖြစ်လို့အမေကကို့သားကြောင့်သိရတာနဲ့အဲ့လိုဆိုပြီးအိမ်ပြင်ကိုထွက်သွားတော့တယ်ထို့အချိန်သူတို့အိမ်ရှိကွာတာနဲ့ဖြတ်သွားတဲ့စမ်းမအောင်တွေ့လိုက်ရတယ်ခြေတံကျရင်မယိုးเจ้าမှာဆိုလို့တလန်းချင်းကွာတာနဲ့ရှောင်းနေခြင်းပြီးတိုးပင်ဒီကောင်ကြီးကတွေ့ဖြစ်အောင်တွေ့တယ်ဟဲ့ကောင်စမ်းမောင်ဟာစမ်းမောင်ကတော့ငယိုးတန်ကြတော့ခြေလန်းတော့ပို့ပြီးတွက်လို့သွားခဲ့တယ်မပြေးုံတမဲပင်ဘလို့ပဲဖြစ်ဖြစ်ရိုးလုံးမောင်တော့ဘယ်တော့မှရှောင်းလို့မလွတ်ခဲ့ပြီဘယ်ပြေးမှလဲဟမ်မပြေးပါဘူးပြောင်းလိမ်ပြောင်းစားနဲ့ဘာလို့မပြေးပါဘူးလဲနေစမ်းမအောင်မင်းပုံစံကဟာမိုင်းလိုက်ကြည့်လားငါကောင်အရင်လိုဆိုအိမ်မှာပဲနေပြီးပစိုးစုံတဲ့ကောင်ကအခုကျတော့အင်ကြီးလဲကတော့ပစိုးဖြူနေရကိုတွဲလို့လူကလေတသက်ရဲဖြစ်လို့နေခဲ့တယ်ဒီကောင်ကြီးတစ်ခုခုတော့ရှိနေလိမ့်မယ်
ကျမမနိုင်ပြောမင်းပဲသွားမလို့လေဟုတ်ဖုန်းကြီးကြောင်ဒီချိန်ဖုန်းကြီးကြောင်ဘာသွားလို့မလဲဒီတိုင်းအာကုသူတွေများနေလို့ဖုန်းကြီးကြောင်မှာကုသိုလ်သွားယူမလို့ဒါဆိုသူသွားမယ်ရောဘာလို့မင်းကလိုက်မှာလဲငါလည်းသွားကြရှိလို့ပေါ့ပြောလို့မနိုင်တဲ့အစောနှစ်ယောက်သားတူတာလာခဲ့တော့တယ်ဘုန်းကြီးเจ้าကြီးမှာရော်လေကောင်ကြီးမှရှိတာမလို့တော်တော်တော့လှမ်းရတယ်အခုတို့နေရာကတောင်ပိုင်းပြင်တကြီးအိမ်ကမြောက်ပိုင်းမှာဖြစ်တယ်ဘုန်းကြီးเจ้าရှောင်းမှာဆမ်းမောင်ကနေခဲ့တယ်ရိုးလုံးလုံးမောင်ကတော့တကြီးအိမ်ကိုမရှောင်မလဲလေရောက်လို့လာခဲ့တယ်တကြီးသမီးကိုတွေ့ပါလျက်နဲ့သူ့ကြီးတို့ကတော့အဲ့ဒီအိမ်ထဲကမထွက်နိုင်သေးနောက်နေ့တွေမှာလည်းဒီလိုပဲမယိုတယောက်မြောက်ပိုင်းကိုအကြောင်းမရှိအကြောင်းရှာပြီးတကြီးအိမ်ကိုရောက်လာတတ်တယ်လာရင်လေတကြီးသမီးနဲ့ပဲတွေ့ပြီးတစ်ဖက်ကိုထန့်ငင်ရပြန်သေးတယ်တခါတလေမှလည်းတကြီးသမီးနဲ့မတွေ့ရင်အိမ်ရှိကိုသွားလိုက်လာလိုက်နဲ့ခောက်တော့ခောက်ပြန်ရှောက်နေတတ်တယ်စမ်းမောင်ကလည်းကိုယ်တို့ယူရဲလို့ဆိုပြီးဘုန်းကြီးเจ้าအောင်ညနေတိုင်းသွားနေတာကအတော်ကြာခဲ့ပြီသူ့မိဘတွေတောင်သူ့သားဘုန်းကြီးဝိတော်မလို့တောင်ထင်နေပုံရတယ်ဖခင်ရဲ့ကြားရိပ်မှာစမ်းမောင်ပြောနေပြီလို့ထင်တော့လေအဖေကတော့တခုရှိနေပြန်သေးတယ်တောင်တန်းတွေကြားမှာတဖြည်းဖြည်းထိုးထွက်လာခဲ့တဲ့နေမင်းကြီးရဲ့အလင်းရောင်နဲ့ကျင်းငှက်တို့ရဲ့သချင်းချိုသံကြောင့်ဒီနေ့ရဲ့မနက်ခင်းဟာရိုးလုံးလုံးမှာအဖို့အလွန်ကိုတာယာနေသလိုပင်ဒီကနေ့ကလည်းသူလုံးနေကြတိုင်းသူလေးရှာကိုသွားမယ်သူကနေတိုင်းလိုတကြီးအိမ်မှာဝိလက်ကြောင်းပဲလှုပ်ခဲ့တာဒီနေ့နဲ့ဆိုရင်တစ်ပတ်လောက်တောင်ရှိခဲ့ပြီတစ်ပတ်ဆိုတဲ့အချိန်အတွင်းသူ့ရဲ့ခီးပေါက်ချမှုကဘလောက်ထိရောက်ပြီလဲဆိုရင်ခုထိမျက်နှာချင်းဆိုင်ကိုစကားလေးတောင်ပြောခွင့်မရသေးနနလေးကတော့တခါတလေသူ့လေးအိမ်ပြင်ထွက်လာတာမို့ကြုံတုံးကြုံခိုင်လေးတွေ့ခဲ့ရတယ်တစ်ပတ်ဆိုတဲ့အချိန်အတွင်းသူ့ကိုယ်သူတေချာသုံးသက်လာခဲ့တယ်သူကအချစ်အတွက်အတော်နှိမ့်ဝင်နေခဲ့ပြီးရွာမြောက်ပိုင်းသွားဖို့အတွက်သူ့နာမည်ကိုတရယောက်ကခေါ်တန်ကြားလိုက်ရတယ်ငယိုဟဲ့မင်းမုံငယိုနင်းပဲသွားမှလဲရွာမြောက်ပိုင်းဘာဖြစ်လို့လဲအဲ့ဒါဆိုအတော်ပဲငါလဲလိုက်ခဲ့မယ်ရွာမြောက်ပိုင်းကကြီးတော်စီငါအမိယာဒီထုတ်လေးပေးခိုင်းလိုက်လို့အေးပေါ့လိုက်ရင်လဲလိုက်ငယိုကသူ့ချောင်းနဲ့သူလိုက်တာပဲငါချမ်းခေါ်တာမဟုတ်ဘူးလို့တွေးနေလိုက်တယ်ဘာပဲဖြစ်ဖြစ်တွက်ကြနေတဲ့စိတ်ကလေးကတော့မပြောက်သွားချင်ဒီနေ့တော့မရရအောင်စကားပြောမယ်လို့တွေးတော့နေရင်လမ်းလျှောက်လာကြတယ်မူရတယောက်မမကုံခိုင်းလို့ဈေးဝယ်ပြီးပြန်လာရင်မှမူးနဲ့တွေ့တယ်မူကထမိန်နဲ့အင်ကြီးရင်ဖုံအဝါရောင်လေးနဲ့ဖြစ်တယ်လာပါကြော်ရှင်းနေတဲ့ဖြူပြပြမျက်နှာပြင်ထက်မှာတနခါဝါလေးကလည်းမပါမဖြစ်ပြင်တငယ်ချင်းတွေးလို့ပြုံးပြရင်နဲ့မူကအရန်လာနေပါလားအဲ့ဒါကြောင့်ကိုစမ်းမောင်ကြီးကနားမခွာတာဖြစ်မယ်ဟာမူရကလည်းပေါက်ခဲ့ရတယ်ဘယ်ကပေါက်ကြရရှာမှာလဲမူရဲ့ကျွန်တော်ပြောတာအကုန်မှန်နေအောင်မူကညနေတိုင်းဆိုအမြဲဖုန်းကြီးချောင်းဝင်အမိုက်တွေလဲပေးနေကြမလားဟုတ်တယ်လေအဲ့လေကိုစမ်းမောင်ကြီးကလည်းညနေတိုင်းအဲ့ဒီဖုန်းကြီးချောင်းပဲအကြောင်းမရှိအကြောင်းရှာပြီးလာနေတာပဲကြည့်ပါလားတော်ပါတော့မူရှာရဲ့လူရတငယ်ချင်းတွေ့လို့နှုတ်ဆက်မလို့စကားဘယ်ရောက်သွားကောင်းတာလဲစားတာပါမူရဲ့ဒါနဲ့မူရောဘယ်သွားမလို့လဲဘယ်မှမသွားပါဘူးရေချိုးပြီးအလားပြင်ဆင်ပြီးချင်းဆိုတော့လမ်းလျှောက်ထွက်လာခဲ့တာပါလမ်းလျှောက်တာလဲရှောက်ပေါ့တော်တာလူအစွဲစားခံနေအောင်ပဲဟုတ်တော့သူတို့ဆွဲလဲကိုကခံစရာလားပြန်ဆွဲလိုက်မှာပေါ့ယောက်ျားချင်းပဲဟုတ်ပါရဲ့လေမူကယောက်ျားလေးမှကျွန်တော်မေ့နေတာခဲ့ပါမူရလဲသွားကြရှိရမလားသွားလေကိုလည်းပြန်တော့မယ်ဟုတ်ဘူးသွားပြီနော်စကားလေးလက်စားဖြစ်လို့သွားကြရှိတာသွားဖို့ဖြစ်နေသွားဟင်းနဲ့သူတို့အိမ်နာရောက်တစ်ဖက်ကရိုးလုံးမောင်နဲ့စုံတော့တယ်အဲ့လူကတယောက်တည်းမဟုတ်ဘေးမှာကောင်မလေးကြောက်ကအငင်းပါစမြိတ်အလုံးကိုမျက်နှာများလုံးနဲ့လူပင်သူမမနဲ့တွေ့ရင်တစ်မျိုးသူမမနဲ့မတွေ့ရင်တခြားမင်းကလေးနဲ့ဖြစ်ချင်တိုင်းဖြစ်နေပြန်တယ်အဲ့လူကိုသူတိတ်မုံနေသူကအဲ့လူရဲ့နောက်မှာဖြစ်တဲ့နေတိုင်းသူတို့အိမ်ကိုရောက်လာနေတဲ့အဲ့လူကသူမမကုံလာကျိုးနေပုံရှာတယ်မင်္ဂလာဆောင်မယ်လို့လေသူ့ဦးကြီးစီကနေတည်င်းကြားရတယ်ဒါတောင်မှပဲဘေးကနေကောင်မလေးကြောက်ကပါလာသေးတယ်တွေးရင်နဲ့အဲ့လူကိုပို့ပြီးစိတ်တုံလာတယ်အဲ့လိုမတွေ့အောင်ပဲသူနောက်ကနေလိုက်လာမယ်လို့တွေးထားတော့လေကိုစမ်းမောင်ကမူရကိုအကျွေးတောင်းသလိုလှမ်းခေါ်တာကြောင့်အကုန်လုံးချိန်လာနေရတန်သွားရတယ်မူရသွေးဟာကိုစမ်းမောင်မူရအရှိရရိုးလုံးမောင်ကလည်းသူ့နောက်မှကောင်းလေးပါလာတာကိုမသိစမ်းမောင်ရဲ့အတန်ကြားမှာပဲအနားကိုတိုးသွားတော့တယ်တဲ့ချိန်သူ့ဘက်ကပြုံးပြနှုတ်ဆက်တော့လဲကျေရမ်းလိုက်တာကအဲ့ဒီကောင်လေးရဲ့ဆူဆရှာအကြည့်တစ်ချက်ပင်ဟောငရိုးလဲရောက်နေအောင်စမ်းမောင်မှာတော့ကြားမှာဘာမှမသိတော့လဲငရိုးနဲ့မူရမှာတော့အကျိနဲ့တိုက်ပွဲဖြစ်လုံနေခဲ့တယ်ငရိုးကိုမကြည့်ကြည့်တဲ့အပြင်အမကိုရင်မောင်ဖြစ်တဲ့သူ့ရှိတခြားမင်းကလေးကိုတွဲပြပြီးမျက်နှာပြောင်တိုက်တဲ့သူကြောင့်မူရကအဲ့လူကိုခေါ်ဖို့အတွေ့မရှိင
ယိုမူရအောင်စကားဟမလို့စူးစမ်းတော့ရှိသေးတယ်။မူရဘက်ကထွက်လာတဲ့အတန်ကြောင့်သူပြောမဲ့စကားတော့ဒီထဲမှာပဲကြက်ပြောင်ငက်ပြောင်ကိုစမ်းမောင်ကျွန်တော်နဲ့ဟိုဘက်ခဏလိုက်ခဲ့ပါလားပြောကြရှိလို့ပြောပြီးချက်ချင်းပဲထွက်သွားတဲ့သူစမ်းမောင်ကတော့ငေးပြီးကြံရဲခဲ့ပြီးရုတ်တရက်ဆိုသလိုသူအင်းကြီးကော်လန်ပေါ်တန်တန်ရောက်ချလာတဲ့လက်တဆောင်ကြောင့်စမ်းမောင်မျက်နှာတို့ကပြူးကြောင်ပြီးသူ့အသေးပဲဖြတ်တော်မဲ့အကြည့်နဲ့စိုက်ကြည့်ပြီးတော့တလုံးချင်းထွက်လာတဲ့ငရုတ်ရဲ့စကားကမင်းနဲ့ငါနောက်မှဆင်းရင်ရှိမယ်။မနေ့ကမူရရဲ့စကားကြောင့်စမ်းမောင်စိတ်တွေရောက်ရက်တွေခက်လို့နေခဲ့တယ်။သူနဲ့တွေ့လို့ကိုယ့်ဘက်ကခွင့်ရင်းကြတော့ဖွင့်ပြောမယ်လို့တွေ့ရင်းနဲ့သူ့တွေနဲ့ကြုံလာခဲ့တယ်။အမြန်ပြေစင်လို့နေအိမ်ကနေရွာမြောက်ပိုင်းကဖုန်းကြီးကျောင်းနာကစရီရှိရကိုသာထွက်လာခဲ့တယ်။ဒီနေ့ဖို့သူ့ရဲ့ခြေလမ်းတွေကခက်သက်ပြီးတွေ့ရတော့မယ်လို့တွေ့ရင်းနဲ့ရှင်ခုံတန်တွေကတားဆီးမရတောက်နဲ့ပဲထွက်လာရင်းနဲ့ဖုန်းကြီးကျောင်းနာရောက်တော့သူ့နှလုံးခုန်တန်တော့ရက်တန့်သွားခဲ့တယ်။ရောက်လာပြီလားကိုစမ်းမောင်မူရရဲ့ပြုံးနဲ့ပြောတဲ့အတန်ကစမ်းမောင်ကောင်းတာနေလို့အတန်တော်မထွက်မီထို့နောက်မှမူရကသူ့ကိုမျက်စာပြစ်ကြလေးတယ်။ရိုးလုံးလုံးမောင်ကဒီနေ့နေထုံးစံတိုင်းတကြီးအိမ်ကိုပင်ဒီနေ့တော့ဟိုကလေးရဲ့အရေးရအောင်တော့အိမ်မှာမတွေ့ရအရင်ဆိုအိမ်မြေမထွက်တော့လဲအိမ်ထဲမှာသူလေးတော်လာနေပုံအရေးတွေကမြင်နေရသေးတယ်။အခုအရေးတောင်မတွေ့ရချေ။ဟာကိုရိုးတနေရာမှပြန်လာတဲ့တကြီးသမီးကငရိုးကိုမြင်တော့နှုတ်ဆက်လို့အနားကိုရောက်လာခဲ့တယ်။သူလည်းမနေနိုင်တော့တာကြောင့်မိဖို့သာပြင်လိုက်တယ်။ဒါနဲ့လေအိမ်ကလူလည်းမတွေ့ပါလားကွန်။မတွေ့ဆိုအဘအမေနဲ့အတူမြို့ကိုခဏသွားတယ်။ညနေလောက်မှပြန်ရောက်မယ်ထင်တယ်။ဟိုမူရကတော့ကိုစမ်းမောင်နဲ့သွားတွေ့ရဆိုလားပဲ။ဘာတကြီးသမီးရဲ့စကားအဆုံးမှာငရိုးရဲ့စိတ်တွေကချက်ချင်းထိန်လို့မရတော့ဘာလို့သွားတွေ့ရလဲ။သူတို့ညကဘလို့ဆက်ဆံရေးလဲဘာတွေလဲ။ဘယ်တော့မှခုလိုတွေဖြစ်သွားလဲ။ဘာတွေဒီလောက်ထိကိစ္စရှိနေတော့နှစ်ယောက်တည်းတောင်တွေ့ရလဲ။ဘာတွေလဲကွာ။စမ်းမောင်မင်းကငါမူရပေါ်မှာရှိုးသားရလို့ထင်ထားတာမင်းကငါ့ပေါ်တစ္ဆာဖောက်တယ်ဘလို့မှထိန်ချုံမရတော့တဲ့သူ့ရဲ့စိတ်အဟုန်တို့ကြောင့်တကြီးသမီးကိုနေရတာမေးပြီးတော့ထွက်လာခဲ့တော့တယ်ဒေါသဆောလို့ကြောင့်သူ့တကောလုံးဟာအပြင်ရတဲ့ဥစုထက်ပိုလို့ပူလောင်နေခဲ့တယ်ပြင်းပြတော့စိတ်တော်ကြောင့်သူ့မူရရှေ့ကိုရောက်လာခဲ့တယ်ဈေးအနောက်ဘက်ကိုဝင်လာရင်းနဲ့နီလာလေးလေးပိုပြီးပြီးတတကြားလာရတဲ့စကားတန်တို့မှာတယောက်ကတော့စမ်းပါမယ်နောက်တယောက်ကသူတည့်ရဲ့ကလေးငယ်စမ်းမောင်နမေကိုအော်ခေါ်ရင်းနဲ့သူ့ဘက်လှည့်လာတဲ့သူကိုတန်ဆွဲထိုးလိုက်တယ်ထိုးခံလာရတဲ့အချိန်ကြောင့်စမ်းမောင်ကမြေပေါ်လက်ထောက်လျက်ကျသွားခဲ့တယ်နောက်သူ့ချင်းနေရင်မှထိုင်နေတဲ့သေးသေးရဲ့ခနာကိုပိုင်ရှင်ကအရှိကိုထိုင်ရတဲ့ကြားကြည့်ပြီးသူ့ထင်နေတဲ့သူမဟုတ်ခဲ့ပါဟာကိုရိုးလွန်မောင်အားနဲ့အော်ဟစ်အတန်လာရာကိုလှည့်ကြည့်မိမှသူရှာနေတဲ့ကလေးငယ်ဘာမှမသိပဲအလော်ရကြီးစမ်းမောင်ကိုဝင်ထိုးတဲ့သူကြောင့်ကလေးငယ်ကဒေါသထွက်နေပုံရတယ်နောက်သူ့မျက်နှာရှိတဲ့ကိုရဲဆိုတဲ့စကလုံးတို့ကခမ ्या မလို့လုံးမလားဘာလဲအမကိုမမြင်အောင်လို့ရွာရဲရပြူရင်းနဲ့ရုံလုံးနေပုံအားမရလို့ကျွန်တော်တငယ်ချင်းမို့ပါကြံ့နေရလားမူရကသူ့တငယ်ချင်းမို့ကြောင့်ငရိုးအဲ့လိုမျိုးလာလို့တယ်လို့ထင်နေတယ်သူ့စိတ်တွေကထိမရတော့တာမို့ရင်းနှီးရစကားတွေကအဲ့လိုတန်းပြောထွက်လာခဲ့တယ်မဟုတ်ဘူးမူရမဟုတ်ဘူးမူရမျက်နှာမှာသူ့ကိုရောရှာနေတဲ့ပုံအရွက်ရောက်နေလို့လည်းသူတွေ့နေရတယ်ဟုတ်ပါဘူးကလေးငယ်ရဲ့ကိုမင်းကိုချစ်လွန်းလို့ပါသူပြောလိုက်ရင်ကလေးငယ်ကရှုံသွားတယ်လားသူကောင်းတာတွင်ရှမ်းမိတယ်သူကအဲ့လိုလိုမျိုးမဟုတ်မိမတွေကိုကစားမိခဲ့တော့လေသူချစ်ခဲ့တာကသူ့ရှိရကလေးငယ်ပြီးသူပြောပြချင်တာကကလေးငယ်သူ့ကိုယွန်ရှာတဲ့အကြည့်တွေနဲ့ရုံထွက်ခြင်းခဲ့တယ်တိုးတော်သူဘလုံးမရုံမထွက်လာနိုင်ခဲ့ကိုအဲ့လိုမဟုတ်ပါဘူးမူရဟာခင်ဗျအတော်လေးမျက်နှာများတဲ့လူပဲအရန်ညွန့်စရာကောင်းတဲ့လူမိမတွေအယုတ်လိုကစားနေတယ်ကျွန်တော်မမောက်လေခမ ्या ရဲ့အပြောကစားစရာအယုတ်လိုပဲတတ်မှတ်ထားလားဟမ်ဖြည့်စမ်းပါခမ ्या ဖြည့်ငဲတွေနဲ့ရင်ထဲရှိသမျှခန်းစားချက်တို့ကိုဖွင့်ရလုံနေတဲ့မူရာကအသေးစိတ်တော့လွတ်နေသလိုသူကိုယ်တိုင်ကလည်းဘာလို့လုံနေမှန်းမသိတော့ပါမူရရဲ့စကနာထိုးချက်တွေကသူ့နှလုံးသားသိတဲ့နဲ့ခန္ဓာကိုယ်ကြတော့ကြားရောက်ပမာတောင်ရင်တို့သာညီနေခဲ့တယ်အဲ့ဒီအဖြစ်ပြပြီးမှမူရာကသူ့ရဲ့အိတ်ခန်းထဲမှာအပြင်ကိုမထွက်တော့အတန်ကြားတာကတော့အဲ့လူကအိမ်ကိုအလာကျဲသွားပြီးအရင်လိုအမြဲမလာတော့ဘူးတဲ့မူရလည်းအိမ်ပြင်ကိုထွက်မိရင်အဲ့လူမျက်နှာကိုတွေးမိမှကြောက်လာကြောင်းမထွက်ခဲ့ပါတခါတည်းမူရောက်လာမှနှစ်ယောက်သားပြင်ထွက်ပြီးစကားပြောကြတယ်ကျန်တဲ့အချိန်တွေမှာတော့အတွေးတွေကဟိုရောက်တယောက်နဲ့ကိုတွင်နဲ့ကိုပြန်တက်နေတယ်မုန်းစရာလူကြီးမမောက်ကျန်တဲ့အပြင်မှု့ပါကြံ့နေတယ်ရုပ်တရက်တွေးမိရဲ့အဲ့လိုကြောင့်ဆိုတာကပါဇက်ကနေပြောကြစကားကတန်ထွက်လာတယ်မူရရီ
ဟမ်မူအိမ်ပေါ်တဲ့အခန်းမှာအတွေးလွန်ရင်နဲ့မူရကိုအိမ်ရှိကလန့်ခေါ်တဲ့သူမှုကိုယ်တိုင်ဒီနေ့လေလာသူဟာထမိန်နဲ့ရင်ပုံဝမ်းဆက်လေးနဲ့တမျိုးလာနေပြန်တယ်မူရှိရအိမ်ကိုဆင်းသွားရင်းနဲ့အနားရောက်လာမှမူရအိမ်ပြင်ကိုထွက်လာခဲ့တယ်အပြင်မှာပဲစကားပြောရအောင်အပြင်ထွက်ပြောဖို့ပြောလာတာမို့မူရလည်းအိမ်တကားသာပိတ်ပြီးမူခေါ်ရအောင်လိုက်ခဲ့တယ်အိမ်နဲ့တော်တော်လန်းလန်းရှောင်းမှတစ်ပင်ရိပ်တစ်ခုမှမူကဝင်ထိုင်တယ်သူလည်းဝင်ထိုင်လိုက်ပြီးအကြောင်းရင်းမရှိကောင်းကင်ကျေသာငေးကြည့်နေတယ်မူရအဆင်ပြေရဲ့လားဘာတွေဖြစ်လို့ဖြစ်မှန်းအောင်မသိတော့ပါဘူးမူရဲ့ကိုရိုးကိုစိတ်ဆိုးနေတော့လားဘာလို့ကျွန်တော်သူ့ကိုစိတ်ဆိုးရမှာလဲအိမ်ကြီးဖြစ်သွားတဲ့ကိစ္စကလည်းသူ့လှုပ်ချက်တွေကြောက်မယ်လေမဟုတ်သေးဘူးမူရရဲ့မူရအထင်လွဲနေတာသူကငါ့ကိုမူရလို့ထင်သွားတာဘလို့မူပြောတာကျွန်တော်နားမလဲဘူးအိမ်နေရမူရကိုယ်တိုင်ပဲငါ့ကိုကိုစမ်းမောင်နဲ့တွေ့ဖို့ကူညီပေးခဲ့ရလေသူရောက်လာတော့ငါကိုစမ်းမောင်ကိုအပြေးပြေးပြီးအဲ့ဒါကြောင့်ကိုစမ်းမောင်ငါ့ကိုဖတ်ထားတာဒါကိုရွာမြင်ပြီးငါ့ကိုမူရလို့ထင်သွားတာအဲ့ဒါကြောင့်သူအချက်ဆုံးတငယ်ချင်းသူလက်ပါတာပေါ့မူစကားနားထောင်ရင်ငြိမ်သက်သွားတဲ့မူရကိုကြည့်ပြီးတကယ်တော့သူကမူရအပေါ်မှာခံစားချက်တွေရှိနေတာမဟုတ်ဘူးလေမူရဲ့အဲ့လိုမဟုတ်ဘူးသူကမမကုံနဲ့လက်ထက်မဲ့ယောက်ျားတယောက်ကျွန်တော်နဲ့ဆိုတစ်ချိန်ချိန်မှာရောက်ဖတော်ရမယ့်လူပါအဲ့လိုမျိုးတွေမဟုတ်ပါဘူးသူ့နှလုံးသားပြန်မမေးနေခဲ့ဘူးသူ့နှလုံးသားပေးတဲ့ဖြေကိုလည်းသူနားမထောင်နိုင်ဘူးမူရဲ့အဲ့ဒီစကားတွေကိုသာသူနဲ့ညင်းနေခဲ့တယ်သူမမကုံနားလေတယ်မမကုံကသူ့ဘောကျေးဇူးတွေအများကြီးရှိတဲ့သူတယောက်ဒါတော့သူကအဲ့လိုပေါ်မှာခံစားချက်ရှိနေကျေးဇူးရှင်ကိုကျေးဇူးတော်ဖြစ်သွားမှာပေါ့သူဘယ်တော့မှအဲ့လိုဖြစ်မခံနိုင်ပါမူရသူ့မျက်လုံးတွေကိုတေချာကြည့်ဘူးလားကျွန်တော်ခုချိန်နေသူနဲ့မျက်နှာချင်းဆိုင်ပြီးစကားတော့မပြောဘူးအဲ့ဒါပဲလေအဖေကမူရရှိတဲ့မှာမူရသာတော်ရပြီးတောင်းနေတာသူ့ရဲ့မျက်လုံးတွေကိုသာတေချာကြည့်ကြည့်ဘေးလိုဖြစ်တဲ့ငါတော့အဲ့နေကသူ့မျက်လုံးတွေထဲကနေရိမ့်မိနေခဲ့တာမူရသာဆိုခဏလေးနဲ့သူ့စိတ်ကိုတိတ်သွားမှာပါဒါဆိုမမကုံကရောသူ့အတွက်မတရားရာကြနေမှာပေါ့အချင်းဆိုတာကလှုပ်ယူရတဲ့အရာမဟုတ်ဘူးမူရအဲ့လိုပဲကိုဘက်ကချင်းနေပြီးသူ့ဘက်ကပြန်မချင်းလဲဘာမှမတတ်နိုင်ဘူးတကယ်လို့ကိုယူရတာမူရကိုတကယ်ချစ်တယ်ဆိုရင်သူမူရကိုပဲရွေးချယ်မှာအဲ့ဒီအချိန်ကျရင်မမကုံကကြံခဲ့မှာပဲလေအဲ့လိုမဟုတ်ပဲမူရမမကုံငဲ့ပြီးကိုယူကိုလက်မခံလို့သူတို့မင်္ဂလာဆောင်ဖြစ်တယ်ဆိုပါတော့သူ့ဘက်ကသာချစ်နေပြီးကိုယူဘက်ကအချစ်မပါတဲ့အိမ်အောင်ရှိရသူ့အတွက်ကြတာရနိုင်မှာမလားအဲ့ဒီခါကျရင်သူ့ပို့ပြီးခံစားရမှာလေခုချိန်မူရကိုယ်တိုင်ဆုံးဖြတ်ရမယ့်အချိန်ပဲသေချာစဉ်းစားပါမူရဆုံးဖြတ်ချက်ကိုလက်တကူမချနဲ့တစ်ဖက်မိန်လေးကိုငဲ့လို့မူရဆုံးဖြတ်ချက်မှားခဲ့မယ်ဆိုရင်နောက်ဆုံးအားလုံးကအပြည့်ပြည့်နဲ့နှာခေါင်းတွေးထွက်ကြကုန်ပါထုံညာဖို့အတွက်အတွေ့အပေါင်းများများစွာနဲ့အိပ်ဖြော်နိုင်ဖို့ရသူ့တော်စူးစမ်းရလိမ့်မယ်တနေ့လုံးဖြစ်ခဲ့တဲ့ညမူရဲ့စကားတန်တချို့ကနားထဲမှာအခုလေးထုတ်လို့မရမနေ့ကမူရဲ့စကားများကြားပြီးတော့ဒီနေ့ဖို့မူရတက်ကအဆင်မပြေလားအဲ့ရနိုးတွေကစိတ်တွေရှုပ်ထွေးနေပြီးလူကလည်းတမန်မှန်တွေပင်ဘလောက်တည်းသူ့တွေရှုပ်နေလဲဆိုရင်ညနာတေဖို့ရေကန်တော့သူဆင်းလာပြီးရေကန်သားရောက်ကမှခြေလက်တွေသာစိတ်လို့အိမ်မော်ပြန်တက်သွားတယ်အိမ်မော်ရောက်မှသာညနာရေဆိုမလာမှန်းသူတတိပြုမိတော့ရေကန်တော့ပြန်ဆင်းလာခဲ့ပြန်တယ်ရေကန်ကိုရောက်တော့မိုင်ထွေတဲ့သူ့မျက်နှာလေးကိုဟိုကြီးတွေကြီးနောက်ဆုံးရေကန်ထဲကပါမြင်ခဲ့နေတဲ့ရေတွေကိုကြည့်နေပြန်တယ်ခဏမျှကြတော့သူတတိပြန်ရလာပြီးကံမော်တင်ထားတဲ့ရေခွက်ကိုသာယူပြီးတော့အိမ်မော်ပြန်တက်လာခဲ့တယ်အိမ်မော်ရောက်မှသူ့ကိုယ်သူပြန်ကြည့်တယ်ငါဘာလို့မလို့လဲလက်ထဲကကင်ထားတဲ့ရေခွက်ကိုတွေ့မှမျက်နှာမသိရသေးမှတတိရလိုက်ပြီးရင်ထဲမကောင်းလာတာကြောင့်မူရကအစားလေးမဝင်လားအရင်ဆုံးအိမ်တော့မရောင်မလဲနဲ့နလာချောင်းလိုက်တဲ့အဲ့လူရဲ့အေးရောင်ကိုသူမတွေ့မိပါမရောင်မလဲလေးတောင်မလာတော့ဘူးပေါ့လေဟုတ်တာပေါ့သူပဲလာပါတော့မလဲယောက်ျားတယောက်ကတခြားယောက်ျားတယောက်အပေါ်ကိုချစ်နေတယ်ဆိုတာကရုပ်တိမှမရှိပဲပြီးတော့ဒါတွေကမဖြစ်သင့်တာပဲလေအထူးသဖြင့်အဲ့လူနဲ့သူ့လိုပေါ့တောက်လျှောက်အမနာကန့်နေတဲ့ယောက်ျားတယောက်အောင်သူ့ဘက်ကမုန်းတဲ့လူသားပါဇက်ကတဲပြောခဲ့တော့လေအခုတော့အဲ့လိုကြောင့်ပဲသူ့စိတ်တွေထွေပြားနေရတယ်တဲ့အရန်ရှက်စရာကောင်းတာပဲမူရသေးမင်းကအဓိကပြဿနာပဲမင်းကမရှိလာရင်အဲ့လိုနဲ့မမကုန်းလို့ရဲ့အနာဂတ်ကပေါ်ပြီးလှလာမှာပြီးတော့မမကုန်းလို့ချင်နေတဲ့ဘဝလေးသူရနေလောက်ပြီသူ့ရဲ့အဆုံးစွန်သောအတွေ့တွေကသူ့ကိုနှိပ်စက်လို့နေခဲ့တယ်ဘယ်ညမှာပဲနေသူကအဲ့လိုကြောင့်ကိုသာထက်ခါတွေးတောနေမိရဲ့အဲ့ဒီနေ့မှာအဲ့လိုရဲ့သူ့ကိုအရှုံးပေးထားတဲ့မျက်နှာကြောင့်သူ့စိတ်တွေဝမ်းနေနေတယ်လို့ပင်သူ့ဘက်ကဒီလောက်ဒီစကနာထိုးခဲ့တော့လဲအဲ့လူစီကပြင်ရခဲ့တာက
ဒေါသတကြီးနဲ့သူ့ကိုပြန်လဲချိပါချင်းမျိုးမဟုတ်သူ့မျက်နှာလေးကိုသာသိချကြည့်လို့ငဲယူနဲ့ပြေးရှံနေခဲ့တဲ့မျက်နှာတစ်ခုသာသူ့မျက်လုံးတွေကမူရတစ်ခုကိုပြောပြချင်နေတယ်လို့မျိုးမူရခန်းစားနေမိရဲ့သို့တော့သူဟာအဲ့ဒီအရာတွေအားလုံးကိုနားလည်ရန်လိုအပ်နေသေးတယ်။ဘာလို့အဲ့ဒီလူကသူ့ကိုဘာမှမပြောခဲ့ရလဲ။ဘာလို့သူ့စကားတွေအောက်မှာငြိမ်ခံနေခဲ့ရတာလဲ။သူဘာလို့အယံဝန်းနေပုံဖြစ်နေရလဲ။ဘာလို့အဲ့ဒီကကိုစမ်းမအောင်အကြောင်းမဲ့သူထိုးခဲ့ရလဲ။အဖြစ်အားလုံးကကာယကံရှင်ဖြစ်တဲ့ထိုးလို့သာသိပေလိမ့်မယ်။ဒီနေ့လုံးလဲအိမ်တွင်အားပြီးတော်ရောက်ဖို့မူရရဲ့။မန်ထွေနေပြီးလမ်းမင်းတဲ့ချမရှားချင်တော့တဲ့မူရလက်မောင်းကိုဆွဲပြီးတော့ရွာလေဘက်ကိုခေါ်လာခဲ့တယ်။အပြစ်မလေးတပြူးပြူးနဲ့အေးမြနေတော့လေမူရကအဲ့ဒီအရာတွေကိုခန်းစားဖို့တောင်မေ့လျော့နေရဲ့အထိမူဆွဲခေါ်ရာမူရခန္ဓာကိုယ်လေးကအပါသွားခဲ့တယ်။အတော်ကြာလမ်းလျှောက်နေရင်မှမူကသူ့ကိုရွာရဲ့အလှပါစီလက်ညှိုးထိုးပြတယ်။ဟိုမှာကြည့်နေကြပင်တွေတွေ့လား။ဟိုမှာလက်ပံပင်ကြီးနီရဲရဲလက်ပံပွင့်တွေကလူရက်ပြီးပွင့်နေလိုက်ကြတာ။အပင်အောင်းမှာတော့အမေကြီးမတွေ့ရတော့ကြည့်ပါအောင်မူရရဲ့။မူရစိတ်မပါတော့လေနေကြစွာနဲ့တန်းလှည့်လာတဲ့ကားကြောင့်မျက်နှာကိုနေကြဘက်ကိုဦးတည်လိုက်တယ်။နေကြခင်းကိုစိတ်ချကြည့်ပြီးမှဘေဘီမှာအချီပို့လာလေတော့အဲ့ဒါမမကိုမဟုတ်ဘူးလား။အတန်ပန်ရှာမှုပင်သူတို့ဝေးမလှမ်းကြည့်နေအောင်လက်ဖက်မင်းကြီးနောက်မှာရက်နေချင်းပင်ချင်ရန်လက်ဟန်တို့နဲ့လူတယောက်နဲ့စကားပြောနေပုံရတယ်။မူရဘဲလေလက်ဖက်မင်းနောက်ကိုအသာတိုးသွားတဲ့မူရအောင်နားမလည်နိုင်ပဲမေးလာတဲ့မူပင်နောက်မှမူကိုတစ်ချက်ကြည့်လိုက်လို့မူရဟာသူ့စိတ်အလိုကျလုံးရန်သာပြင်လိုက်တယ်။မူလည်းမထူးဘူးလို့တွင်မူရနေသူအဲ့ဒီအပင်နောက်ကိုကတ်သွားခဲ့တယ်။အပင်နောက်မှာကွယ်နေကြရင်လည်းအရှိအလူကိုချောင်းကျင်းပြီးတော့တယောက်ကမမကွန်ဖြစ်ပြီးတစ်ဖက်ကလူကမူရကိုတက်မနဲ့တော့စိတ်ထုတ်ခပေးနေတဲ့လူကြီးမမကွန်အပြင်အဲ့ဒီလူကြီးကိုအတူမြင်လိုက်တော့စိတ်တွေရောက်ရက်ခတ်နေခဲ့ပြီးပြောတဲ့စကားအလုံးကိုသိဖို့အတွက်နားဆိုင်ထောင်မိရင်သူကြားတဲ့တချို့မှာကိုတို့မင်္ဂလာဆောင်တဲ့လေ။အော်ထိုလူနဲ့မမကိုမင်္ဂလာဆောင်အကြောင်းပြောနေရကိုသူ့ရင်နဲ့တခုခုနဲ့ထိုးလိုက်တယ်လို့မျိုးရေမတဲ့စူးရှက်ပင်တကူလုံးနဲ့ထူပူနေပြီးစတောက်တွေကတော့အဲ့နေရာကနေလှုပ်လို့မရတော့နောက်ဆုံးတော့လေသူထင်ထားတယ်လို့ပဲတကယ်တမ်းရှင်လာတဲ့အခါမှာတော့အဲ့လူကမမကုန်းလုံးမျိုးအကုန်လုံးပြေးဆုံနေတဲ့မိန်းကလေးတောက်ကိုသာရွှေ့ချယ်လို့သွားတာပေါ့မူရဟာအဲ့နေရာကနေဝေးတဲ့ထက်ဝေးတဲ့နေရာကိုအမြန်ပဲပြေးထွက်လာခဲ့မိရဲ့ခဏမြလွတ်ပြီးရဲ့နောက်သူလည်းအဆင်ပြေမယ်ထင်နေချက်ချင်းဆိုသလိုပြေးထွက်သွားတဲ့မူရကြောင့်မူးမှပြင်ကြောင်အန်းနဲ့ပြောကြစကားမရှိတော့ပါလင်းလင်းမြမြန်ထွက်ပြေးသွားတဲ့သူကြောင့်နောက်ပိုင်းဖြစ်ပျက်တွေကိုတော့သူမသိလိုက်ရချေအပြင်းပြင်းနဲ့ရိုက်ချလိုက်တဲ့တကြီးသမီးရဲ့လက်ဝါးတစ်ဖက်ကရိုးလုံးလုံးမရဲ့ပါးပြင်ကိုကြမ်းတမ်းကြားလို့လာခဲ့တယ်ဖျားငနဲ့မြည်တမ်းတဲ့သူထူပူနေတဲ့စိတ်တွေနဲ့သူ့ဖြစ်အလုံးစုံကိုသူမထံဝင်ချလို့သာတောင်းပန်နေစေပြီးဝမ်းရင်းရဲ့စိတ်များသူရှိမှမင်းကလေးပေါ်အာနာစိတ်များကြောင့်သူမျက်နှာတို့ကမလို့ပြီးမကြည့်ရဲ့ပါဇက်ကတောင်းပန်စကားကိုသာအချိန်မှမနေသူဆိုနေခဲ့တယ်သူမထံကခွင့်လွှတ်ခြင်းကိုသူမလိုလားရဲပါသို့တော့သူ့ဟာဒီထဲမမုန်းတီးစေဖို့သာဆိုတောင်းနေမိတယ်ကိုယိုရှင်ဘလို့တွေဖြစ်နေရလဲဒါရှင်ရဲ့ပုံစံမဟုတ်ဘူးလေဒါရှင်ပုံစံမဟုတ်ဘူးလို့သူစိတ်မှန်အဝေခံလာပြီးမင်္ဂလာပွဲကိုဖျက်ခိုင်းတဲ့ရိုးလုံးလုံးမောင်သူအံ့ဩရတယ်သူ့မှာချစ်ရတဲ့ကလေးငယ်ရှိတယ်တဲ့ထော်လူကလည်းသူမရဲ့မောင်လေးဖြစ်တယ်တဲ့မူရသွေးတာလို့သူ့ပါဇက်ကကိုယ်တိုင်ထွက်လာခဲ့တော့လေသူမအခုချိန်ထိမယုံကြည်နိုင်သေးမဖြစ်နိုင်တာဒီလောက်ထိကျမရှင်းပေါ်ချစ်ခဲ့ရလေအချိန်တွေအကြာကြီးထိကျမသာရှင်းကိုချစ်နေခဲ့ရလေအဲ့တော့တရားလားတရားရဲ့လားရှင်းကိုတိတ်မုန်းတာပဲကိုရုံးလုံးမောင်တိတ်မုန်းနေရှင်းကိုတိတ်မုန်းနေကိုတောင်းပန်ပါလေကွန်းထဲဆိုလာတဲ့သူ့စကားမှာသူမရင်တွေထက်ထက်ကွဲရတယ်သူ့ရင်ထဲမှာသူတယောက်တည်းသာချစ်လာခဲ့တဲ့သူမအတွက်ပြန်ရလိုက်တာကသူမဟုတ်တဲ့တခြားယောက်ျားတယောက်ကိုသူကချစ်နေတယ်တဲ့တစ်ဖက်ကလည်းသူ့ရဲ့ချစ်ရတဲ့သူတစ်ဖက်ကလည်းသူ့ရဲ့မောင်လေးသူမဘဝအတွက်အရေးကြီးဆုံးလူတွေကိုသာဆုံးရှုံးရတာကဘလို့မှမဖြစ်နိုင်သူလက်မခံနိုင်ပြီခေါင်းသာအတင်းနဲ့ခါရမ်းနေမိရဲ့အိမ်မက်လို့သာပြောပြပါရှင်ရဲ့ကျမကိုရှူအောင်မလုပ်ပါနဲ့ကိုတောင်းပန်ပါတယ်ကွန်းရဲ့ရှင်ကိုယူလုံးလုံးမအောင်မြေကပါပြင်ထမ်းမှာမြေတစင်းဘက်မှာထိမ့်မရသိမ်းများစီစဉ်လျက်ယူလုံးလုံးမအောင်စိုးနေနေတဲ့အကြည့်တို့နဲ့သူမကြည့်ခဲ့ရင်လည်းလက်ညှိုးကိုငေါငေါထိုးပြီးပြောတဲ့စကားကရှင်လည်းကျမလိုဝှက်လှဲ့ဦးမှာပါအဲ့လိုပြောပြီးမျက်ရည်တို့ကိုလက်နဲ့အကြံမတန်ပုတ်ဆွဲရင်းနဲ့သူမအိမ်ညာကနေပြေးထွက်လာခဲ့တဲ့တစ်စက္ကန့်မှပြီးမနေချင်တော့ပါယွန်လိုက်တာရှင်းတအားယွန်တာပဲကိုယူလုံးလုံးမောင်ဖြစ်ပြသွားခဲ့သည်မှာအလွန်ကိုမြန်ဆန်လုံးနေခဲ့တဲ့
ရိုးလုံးလုံးမောင်လေးတကြီးသမီးရဲ့စကလုံးတွေကြောင့်အိမ်ညာကနေမခွာနိုင်သေးပြီရှင်လည်းကျမလိုဝိလေအောင်မှာပါတဲ့သူမရဲ့စကားတန်တွေဟာပဲတင်ထွက်လို့သူ့နားထဲမှာအခုထိမထွက်ဝိကကျွန်တော်ပေါ်လဲနေရကြပါပြီကွန်းရဲ့ဘယ်ချိန်ကလေးဟာလေဆိုရင်မူရားဆိုရဲ့သူ့နာမည်လေးကြားချိန်ကလေးရပါဗျာနောက်နေ့တွေမှာလည်းသူဟာဝစ်ကျွေးရှိလို့ရုံးမထွက်နိုင်သေးဝစ်ကျွေးဆိုတာသူ့ထံရောက်လာတဲ့သူအစားသူကသာမူရားဆိုတဲ့သူ့ဝစ်ကျွေးလေးရှိရာကိုသွားနေမိတယ်ဒီဘဝမှာမူရားသူ့ဘဝရဲ့တိတ်ကဝစ်ကျွေးဆိုရင်သူဟာအဲ့ဒီဝစ်ကျွေးနဲ့ပျော်ကြီးခုံစိမ့်မဲ့လူသားတူပင်ကလေးငယ်ရှိထဲမှာကယ်ဆယ်မိတဲ့ချိန်ကစပြီးမူရားကသူ့ရဲ့စိတ်တနေရာမှာနေရာယူခဲ့ပြီးယနေ့အချိန်ဒီသူကိုယ်တိုင်ရှာဖွေသိရှိခဲ့တဲ့အချက်ကစိတ်တနေရာမှာသာနေရာယူတာမဟုတ်ပဲလုံသားတစ်ခုလုံးကအပိုင်သိမ်းသွားခဲ့တာတဲ့ချိုးလလုံးမောင်ဆိုတဲ့သူကမူရားသွေးဆိုတဲ့ဝေကျွေးလလလေးမှာနှင်းမြုပ်နေခဲ့လူသားတစ်ယောက်ဖြစ်ခဲ့တယ်မူရားရဲ့ဆက်သွချင်တဲ့စိတ်ကသူ့ကိုဒုက္ခပေးခဲ့တယ်အဲလိုကြီးကမမကုန်းပြောတဲ့စကားမှာမူရားပြန်တွေးလိုက်တိုင်းသူ့ရင်ထဲဓာတ်ချောင်းနဲ့ထိုးဆိုင်လိုက်သလိုပုံမှန်တိုင်းမှန်ထွင်နေတဲ့လူကတော့မတက်ရက်ဖို့တော့အားအောင်မရှိပါယနေ့ပြန်လာတော့မှမူရာကသူခမ်းမသာအောက်နေခဲ့တာမို့မမကုန်းနဲ့လည်းမတွေ့ရသေးပြီမမကုန်းဘယ်လိုများနေမလဲပျော်နေမှာပေါ့စစ်တဲ့လူနဲ့အတူတူနေရတော့မှာမမကုန်းအကြောင်းဆန်းစားမိနေနဲ့သူအိမ်ရောက်ထက်ကိုဆင်းလာခဲ့တယ်မဟုတ်ရင်တော့ပျော်နေတဲ့မမကုန်းမျက်နှာလေးကိုတွေ့ပြီးသူခံစားနေရရင်များပျောက်သွားလိမ့်မလားလို့သူအိမ်ရောက်ကိုရောက်တော့မမကုန်းကိုမတွေ့ရမမကုန်းသူနာမည်လေးခေါ်ကြည့်ပါတော့လေတစ်ဖက်ကပြန်လို့တယ်မကြရခြံထဲကိုသာထွက်လာခဲ့ပြီးခြံထဲမှာရှိတဲ့တော်တော်စိုက်ထားတဲ့ပန်းတွေကိုထိုင်ပြီးကြည့်နေတဲ့သူမကိုတွေ့ရတယ်။မူရာစိတ်ကလေးပျော်သွားခဲ့တယ်။မမကောင်ကသူနဲ့တဝင်းခွဲတာတော်ပေမဲ့သူတင်ကိုရောက်ကလေးကသူ့ပေါ်မှာအမကြီးတယောက်လိုမျိုးလိုလေသေးမရှိအောင်ကြိုးဆိုင်ပြီးတာကြောင့်မမကောင်သူအရန်ခင်တွဲတယ်။ဦးချီတို့ထက်တောင်မှမမကောင်နဲ့သူကပို့ပြီးအနေနေတယ်။မမကောင်ပဲတော်လေသူ့ကိုသာလက်ဆွဲလို့မိဘမင်းမလို့အားမငယ်အောင်မျိုးစုံကိုသူ့ပြောလောင်လှုပ်ပြီးတဲ့မမကောင်ကသူ့ရဲ့အမကြီးတယောက်ဆိုလဲဟုတ်တယ်လို့အမေတယောက်ဆိုလဲဟုတ်ပါတယ်မမကုန်းသူရှိရပန်းမင်းတွေကိုစိတ်ပြေနေပြေထိုင်ကြည့်နေတဲ့သူမကိုအသာလေးခေါ်လိုက်မိတယ်သူခေါ်တဲ့အစုံမမကုန်းရဲ့မျက်နှာပြင်လေးကသူ့ဘက်ကိုလှည့်လာခဲ့တယ်စပင်ရှည်တို့ကိုခါလို့မျက်နှာပေါ်ပကွက်ဝါတို့ကလည်းမြင်းရည်တန်းနေတဲ့အထင်သာအဲ့ဒါကိုလေသူမအသိလို့ဖြတ်ထားတာထင်တယ်တချို့တလင်ပြည့်နေကြပြီမို့ဝင်းနေတရားရှိနေတဲ့သူမရဲ့မျက်နှာပြင်ထွေမမှန်ဖြစ်နေတဲ့သူမရဲ့မျက်လုံးတွေကအရင်လိုမငြိမ်နေပါမမကုန်းဘာဖြစ်ထားလဲငိုထားလားသူ့ခေါ်တန်ကြားလို့လှည့်ကြည့်လာတဲ့ကားလေးခဏလောက်ပါပဲတစ်ဖက်ကိုပြန်လဲလို့သွားခဲ့တယ်သူမရဲ့လက်နှုတ်တို့နဲ့ပန်းတပွင့်ကိုအသာချောယူတယ်ပန်းတပွင့်ကိုချောယူလိုက်တဲ့သူမကအရင်နဲ့မတူတစုံတစ်ခုကိုတင်းငံထားသလိုရတယ်အဲနောက်မမကောင်ကမတက်ရက်လာခဲ့ပြီးတနေရာကနေရက်ကြည့်နေတဲ့လူတစ်ယောက်ကိုတွေ့ကြတော့သူမရဲ့မျက်နှာပြင်ဟာချက်ချင်းကိုပြောင်းလဲလို့သွားခဲ့တယ်ချက်ချင်းခတ်ထန်သွားတဲ့မျက်နှာပြင်နဲ့လက်ထဲမှာသူမတယူတရခိုးလာခဲ့တဲ့ပန်းပွင့်ကိုတော့အပိုင်ပိုင်ချိန်မလို့သွားခဲ့တယ်။သူမလက်ထဲကနေမြေပြင်ပေါ်ကျွေကျသွားတဲ့ပန်းပွင့်အပိုင်းအစားတွေကိုကြည့်ပြီးမူရမှာသူမအပြုတ်မှုတွေကိုနားမလည်နိုင်သေး။အစစိမ့်မတည်သွားတဲ့ပန်းပွင့်တွေသူမရဲ့လက်ထဲမှာရိုးတန်လာကျန်တော့တယ်။အရှိရလူကတဖြည်းဖြည်းနှီးဆက်လို့အဲလူရဲ့မျက်နှာကိုရှင်းလင်းမြင်တွေ့ရတယ်။ကိုရိုးလုံးလုံးမောင်အဲ့ဒီရိုးတန်ပါမကျန်သူမကအကုန်ထိုးလိုက်တော့တယ်။အဲ့နောက်ဒေါသစိတ်တွေကြောင့်တောင်းလောင်နေတဲ့မျက်လုံးတွေနဲ့သူ့ဘက်ကိုစူးစိုက်ပြီးကြည့်လာခဲ့ပြီးတော့မူရသိမူရကမမပြောတဲ့စကားအောင်မကြောင်သူရှိတဲ့ရန်နေရဲ့လူရဲ့ဝင်းလန့်နေတဲ့မျက်ဝန်းထက်မှာတော့မူရသိအိမ်မော်သွားနေစမ်းငါနဲ့မျက်နှာမမြင်ချင်တော့ထပ်သွားစမ်းမမသွားလို့ငါပြောနေလေနင်နားပေးနေလားငါရှိမှလာပြီးအလွမ်းတဲ့ပြမနေနဲ့ငါနဲ့မျက်နှာမမြင်ချင်ဘူးသွားမမကိုရင်ကျန်တဲ့စကလုံးတွေမှာမူရကိုယ်တိုင်နားမလည်နိုင်မမဘေတော့ငါတို့ကိုလည်းဒီလိုမျိုးမဆန့်ဆန်ဘူးဒီလိုမျိုးကျန်တဲ့ပြောဖို့နေတဲ့တာအော်ဖို့တော့မတွေးခဲ့တာမို့မမကိုဘလို့ဖြစ်တာလဲတို့ဘာလို့အဲ့လိုတွေဆက်ဆန်ကြရလဲနောက်တော့အဲ့ညာကနေအမြန်ပဲထွက်လာခဲ့တာကမူရဘာတွေဖြစ်နေမှန်းသူသိချာမသိပါတို့တော့မမရဲ့အပြုတ်မှုနဲ့အဲ့လူကြီးရဲ့မျက်လုံးတွေကသူ့တက်ကိုထူးဆန်းနေခဲ့တယ်တယောက်ချင်းစီကတစ်ခုခုကိုထိန်းချုပ်ထားသလိုကိုတောင်းမှမာတဲ့ကုန်းရဲ့အဲ့လိုတွေမဆက်ဆန်ပါနဲ့အဲ့လိုတွေမဆက်ဆန်ပါနဲ့ဟုတ်လားဒီမှာကိုရွရွလို့မှာမူရသွေးရကျမရဲ့မောင်သူ့ကိုကျမဘယ်လိုပဲဆက်ဆန်ပါစေရှင်နဲ့ဘာမှမတတ်ဆိုင်ဘူးဘာလဲရှင်ကရှင်းအားနေချက်နဲ့ပြန်ခံရမှာကြောက်တယ်ပေါ့ဟုတ်လားမပူပါနဲ့ဘိုးဆရာလဲတတ်တယ်ပြီးတော့ရှင်သိအောင်ပြောပြရအောင်ပဲနောက်3ရက်နေမုံရအောင်မြို့ပြန်ပို့တော့မှာလေ
အဲ့ဒီမှာပဲသူ့ဘဝလေးကိုအသက်လုံးအခြေချခိုင်းတော့မှာဘလို့မင်းမူရောက်အဲ့လိုလှုပ်ချင်တိုင်းလှုပ်လို့မရအောင်နော်ဝါကုန်းသိရတာပေါ့ဘာလို့လဲဆိုရင်မူရကကျမနဲ့အနေနဲ့ရဲ့သူလေတနည်းအားဖြင့်ရှင်နားလေးအောင်ပြောရရင်ကျမတခွန်းဆိုတခွန်းပေါ့ဟာဟာအောက်ကလုံမြောက်ရဲ့အခြေတင်စကားတန်တော့အိမ်တောက်တနေရာမှာသာမြဲရည်နဲ့ညင်ပြီးနားထောင်နေတဲ့သူလည်းရှိနေခဲ့တယ်အဲ့ဒီနေ့ကမမကုံပြောတဲ့စကားတွေကိုအဲ့လူကိုသာထိခိုက်ရန်ပြောခဲ့တဲ့ထင်တယ်တော်တော်သူ့အသွေးတွေကတက်တက်ဆင်အောင်လွှဲသွားခဲ့တယ်မမကုံပြောခဲ့တဲ့၃ရက်မြောက်နေ့ကိုရောက်လာခဲ့ပြီးမမကုံကအဲ့လူနဲ့စကားအခြေတင်ဖြစ်ပြီးနေရစပြီးသူ့ပေါ်မှာဆက်ဆံပုံတွေကအရင်ကနဲ့မတူတော့ပါတခါတလေနိုးညံ့ချင်နိုးညံ့နိုင်တယ်လို့ကျန်းတန်းချင်နဲ့ကျန်းတန်းသွားပြန်နေအိမ်ထဲမထွက်တော့တဲ့မမကုံကမူရနဲ့လည်းအရင်တော့အတူတူအပြင်ထွက်ပြီးလမ်းလျှောက်ချင်တယ်လည်းမလုပ်တော့ဒါအပြင်ဒီချက်ဆိုတာကအရင်ကဆိုသူ့အနီးနားလွတ်ရင်တော့မှစိတ်မချတဲ့မမကအခုဆိုသူ့ဒီနေရာနဲ့အလွန်ဝေးတဲ့အမျိုးကိုပို့တော့မယ်တဲ့မမကုံရဲ့မြန်ဆိုင်တဲ့ဆုံးဖြတ်ချက်တွေကိုမူရကိုယ်တိုင်လည်းမငင်းဆန်ချင်ခဲ့ပါသူဒီသူ့ထိုင်းနဲ့သူ့ကန်လို့သာတွေးမိပြီးမမကုံပြောသမျှကိုသာမျက်စိမိတ်လို့ကောင်းနေခဲ့တယ်အထုပ်ပိုးတွေကုန်တယ်ပြီးကားမှတင်တော့ပြီးစီးပြီးတော့ဦးချင်းနဲ့တော်တော်တို့ကိုကြောနှုတ်ဆက်တယ်ကလေးငယ်မျက်လုံးထဲမှာတော့မျက်ရည်စတော့နဲ့ကြောခံရတဲ့သူတို့ကိုယ်တိုင်မှလည်းရှင်နေမကောင်းလားသူလည်းပြန်ချင်တယ်လို့သာပြန်လို့ရတယ်တကြီးကတော့မငုံမိစေဖို့အတွက်ညနာကိုတစ်ဖက်ကိုလှည့်ထားလိုက်တယ်တကြီးကလည်းမူရအောင်သာကြည့်ပြီးစိုးရိမ်တာပေးနေတယ်တားလေမူရဟိုမှာတကယ်လို့အဆင်မပြေဦးကြီးတို့စီပြန်လာခဲ့နော်တာဟုတ်ကဲ့ပါအဲ့နောက်အင်းရှိမှရထားတဲ့ကားပေါ်တက်တယ်ကားကလည်းအရင်ဟိုလိုချင်းနဲ့ဧည့်သည်သွားကြတော့ကကားလေးပင်မူရထိုင်မြဲအနောက်ခံအောင်ဝင်ထိုင်လိုက်တယ်မမကောင်ကလည်းမူရရဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်နေမမကောင်ကသူ့ရွာတိတ်ထိလိုက်ဖို့ချင်တဲ့ဒါကြောင့်လိုက်လာခဲ့ခြင်းဖြစ်ပါတယ်ဘာဖြစ်ဖြစ်မူရမပြန်ခင်ချိန်ထိတော့သူတိတ်ခွင်ကြရတဲ့မမနဲ့အတူတူရှိနေချင်သေးရဲ့လေစမ်းမောင်ကအဲ့ဒီမနက်မှာပဲမယိုးထံအလော်တကြီးရောက်လာရင်အကြောင်းဆုံးပြောပြခဲ့တယ်ကားကခုပင်ထွက်တယ်လို့သူကြားတာနဲ့ဘယ်ရာကူမှမစင်စားနိုင်တော့ရွာလန်းကိုသာပြေးထွက်ခဲ့တယ်စမ်းမောင်ကနောက်ကနေလိုက်ထိန်တော့လည်းမကြရွာပြန်ထွက်တဲ့လမ်းမှာကားကသူ့ရှေ့မှာထွက်သွားလို့ခဲ့ပြီးသူကကားရဲ့လူတယောက်ထံကိုငေးကြည့်ပြီးကားအောင်မြင်သာစူးစမ်းခဲ့တယ်ကားကလည်းတဖြည်းဖြည်းအရှိန်နဲ့မောင်းနေရရွာလန်းကနေပြောက်ကွယ်လို့ပြီးကားနောက်ကိုအယိုးတယောက်လိုကမှုကရှိုးပြေးထိုင်လာတဲ့သူကဖက်နှက်တောင်မပါဖက်နှက်မပါတဲ့ခြေပွားတို့ဟာပေါက်ပြဲလို့ချက်ရတွေတွေးရနေမြင်မကောင်းလားအဲ့ဒီလမ်းမှာသာလဲကာဆိုင်လိုတွာလာနေကြတာမို့ဘွားတွေနဲ့လမ်းတစ်လျှောက်စိုးပင်များငုတ်တို့တွေကပေါ်မှာပေါ်ပင်ငရုတ်ရဲ့ခြေပွားတို့ဟာသွေးလေးတွေထွက်လို့နေတယ်လူကလည်းရှုံနေဘွက်တွေနဲ့ပြေးချန်နေခဲ့တယ်ဒါလည်းသူ့ကိုယ်သူဂရုမစိုက်နိုင်သေးကားမပါသွားတဲ့ကလေးတို့သာသူ့စိတ်တွေကရောက်နေခဲ့တယ်ကလေးငယ်ရှိရတာငေးကြည့်ပြီးကားနောက်ကိုပြေးလိုက်လာတဲ့သူ့စမ်းမောင်ရက်ပြီးမကြည့်နိုင်တော့ရုတ်တရက်ရှိရကားအရေးအောင်ပြောချင်းမလားပြောက်ခဲ့သွားခဲ့တယ်သူရဲ့ခန္ဓာကိုယ်ကမြေပြင်ပေါ်ရုပ်ကြိုပြတ်တယ်လို့လဲကျသွားတယ်ရုတ်တရက်ဆိုတော့လဲကျသွားတဲ့ရိုးလွတ်လွတ်မောင်ကိုစမ်းမောင်ကထိန်းနေတဲ့သူ့ပါထိုင်လိုက်တော့တယ်အဲ့နောက်ဦးတရာပျောက်ဆုံးသွားတဲ့သူ့ကိုညအိမ်နေကနေလဲငိမ့်သက်လို့အချိန်တော်ကြတဲ့အထိသူ့ထံကဘာတမ်းမှမထွက်ခင်စမ်းမောင်ကလည်းသူ့ဖြက်ကိုကြည့်ရင်နဲ့သူ့ရဲ့ခန္ဓာကိုယ်ကိုတင်းတင်းကြပ်ကြပ်ဖက်ကငိုးတော့တယ်ငရိုးရမင်းအဲ့လောက်ထိလှုပ်ဖို့လိုလို့လားကွာထိုမငယူကငိုဖို့တတိတရပြီးညနာထက်မှညဲတွေကထိန်လို့မရညတစင်းလို့ကြာစင်းနေတော့တယ်ငါမူရောက်တိတ်ချစ်တာဆမ်းမောင်ရတော်ရင်နေတဲ့သူ့နှခမ်းတွေတလုံးချင်းထွက်လာတဲ့ထိုးစကားတွေကငါကလေးငယ်ကိုထမတွေ့ရတော့မှကြောက်တယ်ဆမ်းမောင်ကလည်းသူတခါမှမမြင်ဘူးတဲ့ငယူရဲ့ဒီပုံစံကိုကြည့်ရင်လည်းသူကိုယ်တိုင်ကလည်းမျက်ရည်တွေထိမြောင်အဲနောက်လဲကျနေတဲ့ရိုးလုံးလုံးမောင်လက်မောင်းကဆွဲထုတ်ပြီးအိမ်ပြန်ဖို့အတွက်တင်းခေါ်ခဲ့ရတယ်ဒီမနေ့မှနေ့တဲ့အထိရိုးလုံးလုံးမောင်ရဲ့ပုံစံမှာမူမှန်တော့တခါတလေအော်ရည်ချင်းရှိနေပြီးတခါတလေကျရင်အော်ငိုချင်းငိုနေပြန်တယ်အိမ်ရှိတိုင်းကိုသာခေါင်းမိပြီးတော့အယိုးတယောက်လိုဖြစ်ပြီးကြည့်နေခဲ့တဲ့သူ့ကိုစမ်းမောင်ရောသူ့အမေတော်ခင်တွေပါရှင်ထုမနာဖြစ်ရတယ်မအေးဆိုလည်းမခေါ်တော့တဲ့သားဖြစ်သူကြောင့်တော်ခင်တွေမှာသူ့ရင်ဘတ်သူကိုသာပြန်ထုတ်ပြီးလူစုံမရလို့ငိုကြွေးလေတော့တယ်သားရဲ့ဖြစ်မှဖြစ်ရလေအမေတို့တော့မသိတော့ဘူးလားအမေရင်တွေကွဲပါပြီသားရဲ့အမေရင်တွေကွဲပါပြီကွဘသူဘလောက်ထိပဲပြောနေပါစေလဲမကြည့်ဂယူးလဲမဆိုင်တဲ့သူကအိမ်နိုင်သာမိပြီးစကလုံးတစ်ချုံကိုတီတိုရွရွနေခဲ့တယ်ကလေးငယ်ပြန်မလာမချင်းကိုဒီကနေစောင့်နေမယ်တဖြည်းဖြည်းနဲ့အေးရွာလေးနဲ့ဝေးတဲ့ဝေးခွာခဲ့ရတယ်လမ်းတစ်လျှောက်တူတူရအချိန်မြင်တွေ့ရတဲ့အဲ့ဒီရွာရဲ့ရှုပ်ခင်းတွေကတကယ်ကိုအေးချမ်းလာတယ်လမ်းချိုင်းနေရာတွေကိုရောက်လာလေတော့သူ့မှာတခုခုကိုလွမ်းဆွနေရပြန်တယ်လို့ဘသူသိမလဲဒ
ဒုတိယအကြိမ်ရတော့အတွက်ဒီရွာရဲ့ရှုခွင်းတွေမြင်ရတာကနောက်ဆုံးအကြိမ်နဲ့ဖြစ်သွားမယ်လို့ကားထဲလိုက်ပါရင်နဲ့သူ့မျက်နှာထမ်းကိုတိုးတိုက်လာတဲ့လေပြေအေးကြောင့်သူဟာရွာကိုဆိုက်ရောက်တာကရွာထွက်ခွာရတဲ့အကြောင်းရင်းအလုံးစုံကိုပြန်လည်တွေးတောနေမိရဲ့သူသေးချာမကြည့်မိတာကအဲ့လူရဲ့မျက်လုံးတစ်စုံသူဥပိ္ပခါပြုတ်ခဲ့တဲ့အဲ့လူရဲ့အပြုံးတပွင့်သူမကြားချင်းရောင်ဆောင်ခဲ့တဲ့အဲ့လူရဲ့စကားသံတချို့နောက်ဆုံးသူမျက်ခွဲပြုတ်ခဲ့တဲ့အဲ့လူရဲ့ခံစားချက်အရာအလုံးဟာတကယ်တမ်းတော့မူရသွေးဆိုတဲ့သူ့ကြောင့်သာဖြစ်ပွားလာခဲ့တာပဲမမကုန်းနဲ့အဲ့လူကြီးအစဉ်ပြေနေတဲ့ဆက်ဆံရေးကိုလည်းသူကသာဖြတ်စည်းခဲ့မိရဲ့အခုမမကုန်းခံစားနေတာရောအဲ့လူကြီးခံစားနေရတာကရောသူ့ကြောင့်သာသူရောက်လာခဲ့ခြင်းကြောင့်သာဒါကြောင့်သူဆုံးဖြတ်လိုက်တာကသူသာထွက်သွားမယ်ဆိုရင်သူမရှိဘူးအရာအလုံးကအရင်လိုပြန်ဖြစ်သွားမယ်လို့မူရကမိဘတွေရုပ်ကြည့်ဆုံးရှုံးရပြီးခဲ့ကသူ့နာမှာဘသူမစိုးထပ်ပြီးတော့သူကြောင့်ဒုက္ခမရောက်စေလို့ဒါကြောင့်ပဲဝင်ထုတ်ဝင်ဖို့အလုပ်တွေကိုလည်းသူမလုပ်ချင်တော့ပါဘယ်ရပဲဖြစ်လာသူ့ကိုယ်သူသာအပြစ်တင်နေအဲ့လိုမူရရဲ့အပြစ်တင်စိတ်တွေကသာသူ့အလွန်ပြောညံ့သွားစေခဲ့တယ်သူ့မျက်လုံးတွေက အသာမိတ်လို့ကားလန်တစ်လျှောက်တိုက်ခိုက်လာတဲ့လေပြေအေးတွေရဲ့အေးဆက်မှုမှာသူတခဏလောက်အဲ့ဒီຢာတွေကိုမိထားလိုက်တော့တယ်ခဏပြည့်မိသွားရင်လေသူ့စိတ်ကိုခဏလောက်တတရာရှားလိုက်မယ်အဲ့လိုဖုံလုံးများကျန်းတန်းလုံးနဲ့ရွာလေးစားသူတို့ရဲ့ကားလေးကတဖြည်းဖြည်းထွက်ခွာလာရင်းနဲ့သူတို့နှစ်ယောက်ရဲ့ဘဝတွေကတော့ဝေးခဲ့လေပြီမူရသူ့စိတ်တွေကိုအဆုံးထိတွေးထားပြီးလိုက်ပါလာရင်းနဲ့သူ့ရဲ့ကားကနေစာပန်းခင်းကြီးများမှာရက်တန့်လို့သွားခဲ့တယ်ကားရဲ့တောင်နဲ့သူ့မျက်စိဖွင့်ကြည့်တော့ဘေးမဝဝဝင်းဝင်းနေကြကြီးများနဲ့အတူသူရှိရသူ့ကိုတေချာကြည့်ပြီးတော့မမဝကွင်းကိုပါတွေ့ရတယ်ဒီတစ်ခါလဲမူရကိုယ်တိုင်အံ့ဩရပြန်ပါပြီမမကုံကိုခုတလောမူရတကယ်နားမလည်နိုင်တော့တာအမေသူမဘာတွေတွေ့ပြီးဘာတွေလုပ်နေမှလဲသူလည်းမခံမနိုင်တော့အဲ့တော့မမကုံကသူ့ကိုချူတာပြောမြပြီးလာမူရနေကြခင်းစီသွားရအောင်ပြောရင်းနဲ့ကားထမ်းမှအသာဆင်းလာတဲ့သူမကဒီနေ့မှထမိန်နဲ့အင်းချင်းရင်ဖို့အနီရောင်ကိုဝစ်ဆင်ထားတယ်ခါလောက်ရှိတဲ့စပင်တွေကိုထုံးဖွဲ့ထားလေရဲ့ကြီးနေရီမှာနေကြခင်းနောက်ရောက်သွားတဲ့သူမမကြောင့်မူရကားထက်ကနေဆင်းပြီးအမိလိုက်ရတော့တယ်။နှစ်ယောက်သာနေကြခင်းနေကြအောင်တိုးဝင်သွားရင်လည်းသူတို့ရဲ့ခါလောက်ထိရှိတဲ့နေကြပင်တွေကရင်းနဲ့လျက်ပြီးအိမ်နောက်မမကုံကတနေရာမှာဝင်ထိုင်လိုက်ပြီးနေကြခင်းစီမှသာသူမအကြီးတွေကရှောက်လို့နေခဲ့တယ်။မူရကလည်းမမနာအသာဝင်ထိုင်နေနေကြတွေကလှရင်နော်မူရကြိုက်တယ်မလား။ကျွန်တော်ကြိုက်ပါတယ်မမရောနေကြဘဲအောင်ကြိုက်တယ်လို့ပြောဘူးရဲ့နော်ငါနေကြဘဲအောင်မကြိုက်တော့ဘာလို့လဲဟင်ဘာလို့လဲဆိုရင်ကိုယ့်အတွက်မဟုတ်တဲ့လူတယောက်ရဲ့မျက်နှာကိုပဲကြည့်ပြီးတသက်လုံးမဖြတ်သွားချင်တော့ဒီတစ်ခါတိတ်ဆိတ်သွားတဲ့သူဟာမူရပြီမမကုံရဲ့စကားတို့ကသူမရဲ့ခံစားချက်တို့တစိုးတစားပါဝင်နေအောင်တည်ရတာဖော်ပြနေခဲ့တယ်ပြောချင်ရပြောပြီးသူမကနေကြဗမ်းရီတွေကြားမှာရှောင်းတော့နေတဲ့တော်ပန်းတစ်ပွင့်ကိုချိုးချိုးလိုက်ပြီးတော့ပန်းရဲ့ပွင့်ချက်ကိုတပွင့်ချင်းချိန်ပြီးပြောတာကပြောပြမယ်မပြောပြအောင်ပြောပြမယ်မပြောပြအောင်နောက်ဆုံးပိုင်းရဲ့ပွင့်ချက်တစ်ပွင့်သာကျန်တော့တယ်သူမဟာပြောလို့ယူရနာကျန်တော့တဲ့ပန်းပွင့်ကိုအဝေးကိုလွှမ်းပြေးခဲ့တယ်ပြောမယ်ကန်တရားတော်ငါဘက်မှာမရှိတော့ပါလားမူရာမင်းကသိတ်ကန်ကောင်းတာပဲမမကဘာကိုပြောချင်ရလဲကျွန်တော်နားမလဲဘူးမူရာငငယ်ကလည်းသူ့ကိုတွေ့ဖူးတယ်နော်မူရာရင်ထဲလို့ကဲ့ပေးခဲ့တယ်လို့လေသူ့ဆိုတာဘာလို့လဲရိုးလုံးလုံးမောင်းဆိုတဲ့လူပေါ့ဗျာဒါဆိုဟုတ်တယ်သူကပဲကဲခဲ့တာမင်းကအဲ့ဒီကလေးဆိုတာသူသိတယ်ငါသူ့ကိုနားမလည်နိုင်ဘူးဒီလောက်ရှူမဲ့မိမတွေပေါ်ရဲ့သားနဲ့ဒီလိုကြီးဖြစ်လာရရလို့မူရာသူကလေမင်းကိုတကယ်ချစ်နေတာသိလားမမကသူကလေမင်းနာမေကိုငါးစီရကြားရမူမမှန်တော့တာအခုဆိုရင်မင်းကြောင်ရိုးလုံးလုံးမောင်းဆိုတဲ့လူကမိမတယောက်ထံမှာအောက်ချုပ်ပြီးပါရိုက်ခံလေတဲ့သူမရဲ့စကားဆိုမူရာဟာအဲ့ညမှာသာကြောင်အောင်လို့သွားခဲ့တယ်။ပါရိုက်ခံတယ်အဲ့လူကြီးကစောနာကလည်းမင်းထွက်သွားမှန်းသိတော့သူပြေးထွက်လာတာတွေ့ရလားသူနဲ့စကားတော့တေချာမပြောဘူးသေးတဲ့ကောင်လေးတယောက်ကြောင့်သူဒီလောက်ထိပြောင်းလဲသွားလိမ့်မယ်လို့ငါမထင်ထားဘူး။မမကွန်ရဲ့စကားသံတွေအစုံမူရာဟာတခုခုကိုဒီတကြဆုံးဖြတ်ပြီးထားတဲ့ပုံကလေးရဲ့မျက်နှာပြင်ကတည်ငြိမ်ပြီးသူမထံဆိုလာတဲ့စကားတို့ကလည်းမမကွန်ပြောလေမူရာကျွန်တော်သူ့စိတ်သွားခြင်းနဲ့ငရိုးကနေ့လေအတော်ဆောင်တဲ့ဒီအဲ့လိုသာအိမ်နိုင်ခေါင်းကိုမိပြီးနေခဲ့တယ်ဒေါခင်တွေကလည်းတားပြစ်သူကိုချော့ပြီးထမင်းကျွေးအောင်ငရိုးကမစားပါဘူးအတင်းချင်းဆန်လို့သူ့အခြေအနေကမပြောက်ခင်းနိုင်သေးပါဒေါခင်တွေရောစမ်းမမှာလက်လျှော့လို့ငရိုးကသာထိုင်ကြည့်နေကြရင်တခဏမှရိုးလုံးလုံးမောင်ကညှော်ကြည့်မိရလျှော်လန်းလေးတိုင်း
သူရင်းနှီးတဲ့လူသားရဲ့ပုံရိပ်လေးကိုမြင်လေရတော့အဲ့ညာကိုမယုံနိုင်စူးစိုက်စွာကြည့်ပြီးတပြည့်ပြည့်နီးကပ်လာတဲ့အခါသူ့သွေးတို့ကမှန်ကန်သွားခဲ့တယ်။နှစ်ယောက်သားထိုင်ကြည့်နေရင်မှအင်းရှိကိုရုတ်တဲ့ထားပြေးသွားတဲ့ရိုးလုံးလုံးမောင်ကြောင့်နှလုံးနဲ့ပြူသွားပြီးဟဲ့သားလေးသားငီယိုဟဲ့အောင်ရိုးလုံးလုံးမောင်ထန်သာဆက်ရောက်နေကြရင်လည်းသူသွားရနေရမှလူတော့တတိမပြုတ်မိကြောင်းသူတမနဲ့လုံးမြောင်နေတဲ့အရေးလေးဟာသူ့ထန်တယ်မမတ်ပြေးဝင်လာခဲ့တယ်။သူကလည်းအဲ့ဒီအရေးကလေးရှိရာစီကိုရှောက်လာခဲ့တယ်။ကလေးငယ်နှစ်ယောက်သားတမိုင်တော်မကွာတော့တဲ့အနေထားကိုရောက်မှရိုးလုံးလုံးမောင်တင်းခန့်နေတဲ့စိတ်ဆုံတို့ဖြေချလိုက်တယ်။သူမျောလင်းခဲ့တဲ့ကလေးငယ်ဟာအခုသူ့ရှေ့ကိုရောက်လုံနေခဲ့ပြီးတခါမှမျက်နှာချင်းဆိုင်မဆိုင်မိတဲ့သူတို့ဟာအခုတော့တူမျက်နှာတူကြည့်ပြီးအကိုကလေးငယ်ရဲ့ဖြူဖဖေမျက်နှာပြင်ထမ်းမှာသူ့ဘက်ကိုကြည့်ပြီးမျက်ရည်တွေကစီးကျလုံနေခဲ့တယ်။ရိုးလုံးလုံးမောင်ကလည်းမျက်ရည်တွေနဲ့ကလေးငယ်ရဲ့ပုံစံကိုတွေ့တော့ရင်တထိတ်ထိတ်နေပဲရုတ်တရက်ဆိုသလိုသူ့ရှေ့အရေးကလေးကသူ့ရှင်းခွင်အတွင်းကိုသာတိုးဝင်တော့တယ်။ရင်ခွင်ထဲရောက်သွားတဲ့ကလေးငယ်မှာရိုးလုံးလုံးမောင်ရဲ့ကြောပြင်ကိုသူ့လက်လေးနဲ့တင်းကျပ်စွာဖတ်ထားပြန်တယ်။ညံဆန်နေတဲ့ဖြစ်ပျက်တွေကြားမှာရိုးလုံးလုံးမောင်ကိုယ်တိုင်လည်းနားမလည်နိုင်။သူ့ကိုဖတ်ထားနေတဲ့ကလေးငယ်ရဲ့လက်တွေကအားသိမ့်မပါတော့လဲရုံထွက်ဖို့တော့မဖြစ်နိုင်ပါချေ။သူကိုယ်တိုင်ကလည်းအဲ့ဒီကလေးငယ်ထံပြန်ဖတ်ဖို့တော့မမိခဲ့။နေထွေးစွာဖတ်တဲ့နဲ့မျက်နှာပြင်ကိုသူ့ရဲ့ရှင်ခွင်နဲ့တွင်ထားတဲ့ကလေးငယ်မှာငိုနေရတဲ့နဲ့ရှိုက်တန်နေတော့သူကြားနေရတယ်။သူတို့နှစ်ဦးကြားမှာအဲ့ဒီနှစ်ထဲသာကွာတော့တဲ့အချိန်လေးကြောင့်တူရဲ့ရင်ခုန်တန်တွေကိုတူကကြားလို့နေရတယ်။ကလေးငယ်ရဲ့ရင်ခုန်တန်တွေကငိုနေပြီးတိတ်မသိတာတော့လေသူ့ရဲ့ပေါက်ထွက်မသက်ရင်ခုန်တန်တွေကိုတော့ကလေးငယ်ကသတိပြုမိမြဲထင်နေခဏကြာအောင်သူတို့တွေထွေးပြပြီးမှသူ့ထံမော်ကြည့်လာတဲ့ကလေးငယ်ရဲ့မျက်နှာကိုသူတေချာစိုက်ကြည့်လိုက်တယ်။စိုက်ကြည့်ရင်မှသူ့လက်နဲ့ကလေးငယ်ရဲ့ပါးပြင်နုထက်ကမျက်ရည်တွေကိုအသာတုပ်ပေးမိတယ်။သူအဲ့ဒီမျက်ရည်တွေကိုမကြိုက်မျက်ရည်ကသူ့ကလေးငယ်ရဲ့မျက်နှာပြင်နုကိုဖျက်ဆီးလို့နေတာမလို့ပင်သူ့လက်ကြီးတွေနဲ့မူရောက်အောင်ဖတ်ထားရင်ပါးပြင်ထက်ကမျက်ရည်စားတွေကိုအသာတက်ဝေးလာတဲ့အဲ့ဒီလူကြီးကိုကြည့်ပြီးတော့မူရကဘယ်ရောက်စပြောမှမသိရှင်ထဲမှာအဲ့ဒီလူကြီးအတွက်စကားတွေကတပုံတပင်သို့တော်လေတကယ်တမ်းတွေ့ပြီးပြောရင်ဆိုတော့စကားတွေကမိမိပြောက်ဖြစ်လို့နေခဲ့တယ်။မူရကအဲ့ဒီလူကြီးရဲ့ခြေပြင်းလာတဲ့ရင်ဝင်တွေကိုတိုးဝင်မိပြန်တယ်။အနောက်မှဆမ်းမောင်ကသူတို့ရဲ့ရှေ့မှာတိုးမျက်နှာတိုးကြည့်ပြီးပြန်ဖက်လိုက်မျက်နှာလေးထက်စီလိုက်ပြန်ဖက်လိုက်လုံနေကြတဲ့ငရိုးနဲ့မူရအောင်ကြည့်နေသူ့ချက်လေးမှုလွမ်းလုံနေခဲ့တယ်။မူရဲ့သူများအတွဲတဲ့လူမျိုးအဲ့လိုပြန်တွေ့တော့လေမင်းလေးကိုလွမ်းမိတာအမှန်ဆိုရင်မနှက်မှပဲသူနဲ့မူတို့တွေ့ဖြစ်ခဲ့တာမနှက်မှတွေ့ရင်လည်းနေ့လေလွမ်းနေဆိုတော့သူကိုယ်တိုင်ကလည်းရိုးလုံးလုံးမောင်နဲ့အနေနီးသွားလို့ဆိုရမယ်မင်းရဲ့ဖြစ်သူကလည်းမနေ့တုန်းကအယူလို့ဖြစ်နေတဲ့သူ့သားပြောင်းလဲမှုမြန်ဆန်ချက်ကိုကြည့်ပြီးမျက်ရည်တွေပင်ကျနေခဲ့တယ်အထူးသဖြင့်အားလုံးရဲ့ရှေ့မှာလက်ကလေးပိုက်လို့လှလှပပလေးရက်နေတဲ့သူမကသူသိချရတဲ့လူတယောက်အတွက်အတော်ဝမ်းသာလို့နေခဲ့တယ်သူမဝတ်ထားတဲ့အယောင်ဟာအနီရောင်ပါအနီရောင်ရဲ့အဓိပ္ပာယ်ဟာရဲရင်ချင်းနဲ့ဘယ်ရောင်မှအညံ့ခံပြီးဘာမဟုတ်တဲ့အရာအတွက်ကြာရှုံးမဲ့မိမမျိုးမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်ကျမဟာယောက်ျားတယောက်ထံမှမရွေးချယ်လို့ငိုကြွေးမဲ့မိမတယောက်မဟုတ်ဘူးသို့တော့အခုနေချင်းကသူမရဲ့မောင်လေးမူရွာရဲ့ဘဝအတွက်သာအဲ့လိုအတွက်ကတော့တပြားမှမပါပါသူတို့နှစ်ဦးသာပြန်ဆောင်ခွင့်ရတဲ့နေ့တစ်နေ့အပြီးမှာနောက်ထပ်နေ့တည်းရဲ့အစအရာရာတိုင်းဟာသူ့အတွက်အလွန်ကိုကြပြဆန်နေတယ်လို့နွေလေပြေရဲ့တိုက်ခိုက်မှုကြောင့်ရဲချောက်တို့ကြေပုံထမ်းပင်အောက်ပင်များထက်ကငှက်ကလေးတွေရဲ့တဆဆတွန့်ကျိုးကြပုံရုပ်စွာအစုံရွာလန်းကလဲမြဖြတ်သွားပြီးထွက်ပေါ်လာတဲ့ဖုံလုံးများရဲ့အနံ့ကတော့သူ့အတွက်အချင်းငွေတက်တွေဖြစ်ကိုပြောင်းလဲနေခဲ့တယ်အမောက်တစ်ထောင်ထောင်နဲ့ချက်ဖားရဲ့အသက်ကုန်အဟိတန်ကလည်းသူ့အတွက်နှဝင်ချုံနေပြန်တယ်လို့စောစောစစ်စစ်ရေမိုးချို့လို့တသက်ရက်ပြင်ဆင်ထားတဲ့သူကအရင်လိုပြိုတန်းကြိုက်တဲ့လူရှုံနဲ့မတူတော့ကောင်းထက်မှာပွားရနေတဲ့စပင်တွေကိုတည်တည်သက်ဖိလိမ့်ပြီးတဲ့အချိန်သူ့ခန္ဓာကိုယ်မှာပြည့်ပြည့်စုံသွားခဲ့တယ်။အပြင်ကိုထွက်ခဲ့ပြီးအိရှိယစပယ်ပန်းတခင်းစီကိုချစ်သူလေးအဖို့ချိုးယူခဲ့ဖို့မမိခဲ့ချေ။ချစ်သူအဖို့ခိုးယူခဲ့တဲ့ပန်းလေးကိုရှင်ဝယ်ပတ်ပြီးနေအောင်တောင်အဲ့ဒီပန်းကလေးတောင်အထိုးမခံတဖြည်းဖြည်းနီးလာရင်လည်းခြေတန်းတလန်းချင်းစီတိုင်းကပုံမတက်ကြလို့နှလုံးခုန်တန်းကလည်းမြန်ဆန်လို့နေခဲ့တယ်။နောက်ဆုံးသူကမူရလေးနဲ့ချိန်ထားတဲ့နေကြပန်းခင်းစီကိုရောက်လာခဲ့ပြီးအနောက်မှာသူ့ရဲ့မြင်ကွင်းမှာတွေ့ရတဲ့မူရရဲ့ကြောပြင်းငယ်လေးထံထိုးထိုင်ပြီးနဲ့မူရကိုလေးကိုကြောဘက်ကနေတိုင်းဖက်လိုက်တယ်။မူရတိုးညင်းစွာခေါ်တန်တဲ့သူ့ဘားထန်ကြားရောက်လာတဲ့မူရရဲ့အနံတပွင့်မူရရဲ့ဘားပြင်ကိုအသာဆွဲပြီးနှကန်းနုနုတို့ကိုနမ်းချွေမိတယ်။အဲနောက်နွေထွေးစွာပွေးဖက်လျက်နဲ့မျက်နှာလေးကိုတဆိတ်ဆိတ်ကြည့်ပြီးစကားဆိုတယ်
ကိုနောက်ကျသွားလာရင်ကိုနောက်မကျပါဘူးကျွန်တော်ကသာစောနေရရုံးရည်ပြီးပြောပြလာတဲ့ချစ်တော်လေးကိုသဘောကျပြီးသူခိုးယူလာခဲ့တဲ့စပယ်ပန်းခက်လေးတွေကိုနှစ်ရွက်မှတယူတရာပန်ပေးလိုက်တော့ကလေးငယ်ကသူ့ထံနားမလဲစွာကြည့်တယ်ပန်းလေးပါမှုရရဲ့ကိုမင်းတက်ခိုးလာခဲ့တဲ့ပန်းလေးအော်ထိုအခါမှပြုံးရည်ပြီးသူ့ရှင်ခွင်ထံမူရရဲ့ခန္ဓာကိုယ်လေးကမိလို့နေခဲ့တယ်ရွှေလုံးမောင်ကသူချစ်ရတဲ့ကလေးငယ်ကိုသူ့လက်မောင်ကြီးများကြားမှာပျောက်တဲ့အထိဖက်ထားခဲ့တယ်ချစ်လိုက်တာမူရရဲ့မင်းလေးကိုတိတ်ချစ်တာပဲကွာကျွန်တော်လည်းအတူတူပါပဲကိုရဲ့နေကြခင်းထဲမှာတူကိုတူဖက်တွယ်ထားရင်နှကန်းတို့ကိုစိုးယူပြီးနန်းနေကြတဲ့သူတို့နှစ်ယောက်ကြောင့်နေကြဖန်းတို့ကတော့ရှက်သွေးပိုရတယ်ဆမ်းမောင်ကနှလုံးဖွင့်တာနဲ့အိယာထားတယ်အရင်ဆုံးရေရွမိတာကမိုးဆိုတဲ့သူ့ရဲ့ချစ်သူလေးရဲ့နာမည်မြင်းမြန်းဆန်းဆန်းထပြီးလှုပ်ရှားရှိရလောက်ရင်းနဲ့မိုးရှိရကိုသွားဖို့စိတ်ကရောက်နေခဲ့တယ်အမြဲကုသိုလ်ကောင်းမှုသာလုပ်တတ်တဲ့သူလေးမို့အခုဆိုသူ့ချစ်သူလေးကဘုန်းကြီးเจ้าအောင်ဆွန့်ကပ်ချိန်လာပြီယောက်ျားလေးတယောက်ဖြစ်တော်လဲသူ့ရဲ့အလားပါကြိုက်တဲ့အကျင့်ကြောင့်မိန်းကလေးတယောက်လိုသာဝစ်စင်တဲ့သူ့ရဲ့ချစ်လေးကဒီနေ့နေဘလိုလေးဝစ်ပြီးဘလောက်ထိလှနေမလဲဆိုတာတွေးနေစမ်းမောင်ကရှင်နေခုန်နေခဲ့တယ်ကိုလာပြီးမူရီဘုန်းကြီးရောက်ရှိရကိုအမိပြေးလာခဲ့နေအရှိရဆုံးတိုင်လေးကိုကိုင်လို့တရွရွသွားနေတဲ့သူ့အမြင်တော့သူ့စိတ်ကလေးထားခုံမတက်ပြောရှင်သွားရတယ်ထမိန်နဲ့ရေမောင်အင်တီလက်ရှိအစမ်းရောင်လေးဝစ်စင်ထားတဲ့မူဟာနောက်ဘက်ကကြည့်ရင်တော့ထီးရက်စရာမရှိအလွန်ကိုလှပလွန်းနေအဲ့လိုတွေစိတ်မချလို့ဒီကောင်ကြီးကလည်းအပိုင်သိမ်းချင်တာလေသူဟာသူလမ်းလေးရှောင်းနေတဲ့ကောင်းငယ်လေးနောက်ကနေအသားလေးလန့်ဖက်လိုက်တော့အောက်မလေးအနေစာပလုတ်တော့ဟော့ဗျာအနေစာပလုတ်တော့မဟုတ်ပါဘူးကိုပါမူရဲ့လန့်သွားတဲ့သူ့ထံရှေ့ရက်ပြတော့ဆမ်းမောင်ရဲ့ရှင်မက်ကိုသူ့လေးရဲ့လက်သေးစုပ်လေးနဲ့အသာထုတယ်လန့်သွားတာပဲဦးလက်ထဲကစွန်ဆိုင်ကိုပေးလေယူလိုက်ကန်ချန်တပါးဆိုလဲကန်စီလက်ထဲကစွန်ဆိုင်အသာထည့်ပေးနဲ့ဘုန်းကြီးเจ้าနဲ့ဆက်သွားလိုက်တယ်ဘေးမှာကပ်ပါလာတဲ့လူကြီးကလည်းလက်နဲ့ရှောက်စကားပြောမပြန်ကိုချစ်သူလေးကဒီနေ့လည်းလှနေပါလားအဘွားချစ်တဲ့ကိုဆမ်းမဘလို့တွေဖြစ်နေရလဲဘာလို့အဖွားလဲအဖွားမဟုတ်ပါဘူးအဘွားပါအချစ်ရဲ့အော်မသိပါဘူးစကားကိုတိတ်ဆာမှမပြောတာတွားအယူကြီးမူးကလည်းကိုကယူရင်တော့မှုကြောင့်ဘာမှုကြောင့်လဲခံရလဲကိုရိုးနဲ့အတူတူပဲမတူပါဘူးအေးကောင်ကယူကမူရောက်အောင်ဆုံးရှုံးရလို့ယူတာကိုကမူးကိုချစ်လွန်လို့ယူတာအကွာကြီးကွာတယ်မူရဲ့သိလားဘာလို့သိရမှာလဲမူကိုတိတ်ချစ်တယ်ဆိုတာလေသိပါသိလို့ပဲဒီကလည်းပြန်ချက်ပေးညာပေါ့မဟုတ်ဘူးလားဟုတ်ပါဗျာသူပြောသမျှတခုံးမကြံအကုန်ပြန်ပြောနေတဲ့သူချစ်သူစကားတက်လေးကိုကြည့်ရင်လည်းအသေးတွေရှားလို့နေခဲ့တယ်ဇက်မောင်ကလမ်းလျှောက်နေရင်မူးရှိမှရုတ်တက်ရက်ကြည့်ပြီးမူးရှိမှရုတ်တက်ရက်ကြည့်ပြီးတော့မူးနဲ့မေအသာတိုးခေါ်လိုက်တယ်မူးကိုနမ်းခွင့်ပေးပါလားမရဘူးအဲ့ဒါဆိုဖတ်မယ်မရဘူးအဲ့ဒါဆိုကိုဘာလို့ရမှာလဲဘာမှမလုပ်ပဲမနေနိုင်ဘူးလားတခုခုတော့လုံးဝရမှာပေါ့မူရဲ့ဖေဟာဒါလာရွာတွေကလူတွေပြောကြတဲ့လူရိုးကြီးဆိုတာကိုရိုးတာမူကမရှုံးလားမရှုံးပါဘူးဒါဆိုစမ်းကြည့်မလားစမ်းမောင်ရဲ့လူရိုးကြီးဖြစ်ကြောင်းတက်တဲ့ပြမှုတော့ကြောင့်ထုံနေဖို့ကြောင်းလိုက်ဖို့ကြီးဆုံးငတ်တော့မယ်ဒီနေ့စမ်းမောင်တို့အိမ်မှာလူတွေဆောင်လည်နေခဲ့တယ်ရုံးလုံးမောင်ရဲ့မူရသွေးရဲ့နဲ့ရွာလူကြီးမိသားစုအပြင်ရွာတဲ့ရမင်းရဖတွေကလည်းအဝတ်စားသည့်တသက်တွေနဲ့ရောက်လုံနေကြတယ်ရုံးလုံးမောင်နဲ့မူရကအင်းကြီးဖြိုလက်ရှိတို့မှာအောက်ကရောဘဆိုလီစင်တူတွဲဝဲလို့ထားတဲ့အပြင်လက်ချင်းမှာချိတ်ထားတယ်စမ်းမောင်ကလည်းတိုက်ပုံအင်းကြီးဖြိုနဲ့ပစုံနီအောင်ကိုဝှေ့လို့တိုက်ပုံကောင်းမောင်ကြီးကလည်းစောင်းထားပြန်တယ်အချိန်ကတော့မနက်7:00နာရီဝန်းကျင်စမ်းမောင်ရဲ့မိခင်ဖြစ်သူကတော့ကလော့ပွဲနဲ့အုံပွဲငပြောသီးတွေပြင်ဆင်လို့နေတယ်လူပုံကြားတိုက်ပုံကြီးတကားကနဲ့ထိုင်လိုက်ထားလိုက်နဲ့ကနာမငြိမ်ဖြစ်နေတဲ့စမ်းမောင်ကိုကြည့်ပြီးရိုးလုံးမောင်ကခွတ်တိုးခွက်လန်ထားရည်မိလို့မူရစီကဘိုက်ခောက်ဆွဲနေတာလဲခဏခံရတယ်မူရလေးကလည်းသူများအောင်တော့ကိုလေးစားမှပြန်ခံရမယ်ပါမဲ့စမ်းမောင်ရဲ့ယောက်ျားတော်တောင်းမဲ့ပုံစံကိုရှိချင်တော့လေချစ်သူလေးရဲ့ကျင်းပေါင်းတန်ကြောင့်ရိုးလုံးမောင်ကရှိချင်နေရကိုကြိတ်ခံနေရတယ်အမေမပြီးသေးဘူးလားဗျာနောက်ကြတော့မယ်ဗျဟုတ်တော့စမ်းမောင်ရဲ့ကနာငိန်စမ်းမှာအချိန်ကခုမှအစောကြီးရှိသေးတော့နေုံကြည့်ပြီးငါတော့မူးချင်ပါပြီအမေကလည်းစောစောရောက်တာပေါ့နေစမ်းပါအောင်ငါနဲ့မိပါငါသိပါတယ်ထိုင်နေအောင်စမ်းဝံကစိတ်လောနေပေမဲ့လည်းသူ့မိကိုယ်တိုင်ကအေးဆေးဆေးဖြစ်နေတော့
ထိုင်ကုန်မှာခဏပြန်ထိုင်နေရပြန်နေအချိန်ခဏကြာတော့အိမ်ကနေစတင်ထွက်ခွာဖို့ပြင်ဆင်နေလို့ကြားထဲမှာအတက်ကြဆုံးလူသားကတော့စမ်းမောင်ပင်စမ်းမောင်ရဲ့အမေကထမင်းနဲ့အင်းကြီးရှင်ပုံပန်းရောင်ကိုလှပစွာဝှေ့ဆင်ထားပြီးခေါင်းပေါ်မှာကလော့ဝဲကြီးရွက်လို့လာတယ်စမ်းမောင်ကတော့ရှေ့ဆုံးကနေသူချစ်သူလေးအင်းစီကိုတနက်မမဲ့ရှောက်လန်းလာတော့တယ်နောက်ကတော့လူသားနှစ်ယောက်နဲ့တယောက်ကိုတယောက်ကြည့်စေလိုက်ရှိလိုက်စကားလေးတပြောပြောနဲ့လက်ချင်းစိတ်လို့အေးစစ်စစ်လိုက်ပါလာခဲ့တယ်အဲ့နောက်ချစ်သူလေးရဲ့အရှိကိုစီစီကကရောက်ရှိလာခဲ့တယ်။ပြုံးမူလေးပြုံးရောက်ကမကြီးအရှိရအပြင်းနဲ့အော်ခေါ်တန်ကြောင်းအိမ်ထဲကထိုင်နေတဲ့မူကမိဘတွေတောင်လိပ်ပြလွှင့်မတန်။မူသားရီအရှိမှာဘသူတွေလည်းမသိဘူးအော်ခေါ်နေတာသွားကြည့်လိုက်အောင်သားရဲ့။ဟုတ်ကဲ့မမေ။မူအပြင်ထွက်ရင်ကြည့်လိုက်တော့သူ့အိမ်ရှိမှာလောကမနေမနော်။မူနားမလည်နိုင်တော့ပဲလူတွေကြားထဲကပထမဆုံးထင်းကနေမြင်ရတဲ့သူကတခြားမဟုတ်သူ့ရည်စားကိုစမ်းမောင်ပဲ။ဟဲကိုစမ်းမောင်လူတွေများလာချီတာဘလို့ဖြစ်တာလဲမူးလေးစီလာတာပေါ့မူးတို့အိမ်မှာအလူမရှိဘူးနော်လူလာတာမဟုတ်ဘူးမူရဲ့အဲ့ဒါဆိုစမ်းမောင်ကမူကိုတူလာတောင်းမဲ့အရှိတ်လေးပြိုင်နဲ့ပျော်သွားလိမ့်မလားဆိုတဲ့စကားကိုတွဲဝိုက်ပြီးပြောတော့မူးကပါဇက်ကိုလက်ကလေးနဲ့အုပ်လို့ဘသူအားသူပါလေဟာဖက်ဖက်မချမူးကလေဒီလိုကြောက်ပေတွေမြင်နေတာပြီးတော့ကိုဝစ်ထားတဲ့ပုံလည်းကြည့်အောင်လေအော်ဒါနဲ့မောင်ရင်လောင်းကရောဦးလေးပါဦးလေးကခုမှရှင်ပြုတ်မလို့လားဟာမဟုတ်သေးပါဘူးအကုန်ရှုပ်ကုန်ပြီအလူလည်းမဟုတ်ဘူးရှင်ပြုတ်လည်းမဟုတ်ဘူးအာတုပလည်းမဟုတ်ဘူးမို့ကိုကလာတောင်းတာဟဲမို့ကိုလာတောင်းတာဟုတ်တယ်လေမူပဲဟိုနေကအတူတူနေချင်းမူမိဘတွေစီမှာလာတောင်းချေဆုံးအဲ့ဒါကြောင့်စကားဆုံးတော့လူအပိုင်ချန်တော်မဲ့ရုပ်ကြီးနေမှုမူးမှသတိပါထားရတယ်အဲ့ဒါဆိုလေအိမ်ထဲဝင်အောင်လေနော်သူတို့ညအပါပါလာသမျှလူတွေအကောင်လုံးအိမ်ထဲရောက်ချလာတော့အိမ်ထဲကမူမိဘတွေကမျက်လုံးပြူမျက်စံပြူနေဟဲလူတွေကမများတော့ပါလားမနေမနှောတော့လောက်ပါဟာအော်ရှင်ကလေစကားမတော့လို့ပါဒါနဲ့တကြီးတို့ပါပါလာတာပဲထိုင်ကြပါအောင်ရှင်အကုန်ဝိုင်းထိုင်လိုက်ကြပြီးစမ်းမောင်ရဲ့အမေကသူရွက်လာတဲ့ကြော့ဘဲကိုအလင်းမှာချလိုက်တယ်ချလိုက်တဲ့ကြော့ဘဲကိုကြည့်နေမူရဲ့အဖေကတရင်ကျွတ်တော်မရောက်သေးပါဘူးကြော့ဘဲနဲ့ဘလို့တွေဖြစ်ကြတာတော့ဗျမူရဲ့ဖေရဲ့စကားအဆုံးမှာစမ်းမောင်ရဲ့အမေတန်းကထွက်လာတာကအဲ့ဒါကလေနားနဲ့မနာဖွားနဲ့နာအိုးနာကျနာနဲ့နာပါတော့ရှင်ကိစ္စကလေကျမနောက်မျက်နှာရှေ့ထားရှေ့မျက်နှာနောက်ထားပြီးတော့ဒါပြောပြရစီကျမသားလေးစမ်းမောင်ကတရားရှင်တို့သားလေးတက်လွှာမှုချစ်ခင်ဆုံးမဲ့တေတမန်တက်ဆုံးတာမမဲ့မရမမဲ့ပေါင်းသိမ့်နေထိုင်ခြင်းပါတယ်ဆိုလို့ကျမမိဘတယောက်အနေနဲ့မိသားဖသားပဲပြီးလူကြီးတွေအရှိမှာပဲလာရောက်တောင်းရမ်းတာပါရှင်မိဘတွေရဲ့စကားဆိုမူရဲ့ဖေမိတို့ကလည်းမူရဲ့ဆန္ဒကိုမေးမြန်းလေမူကိုယ်တိုင်ကလည်းစမ်းမအောင်ချစ်နေတဲ့သူမို့ဘာမမေကောင်းတာစွန့်နေတယ်မူကသူတို့ရဲ့တူတီတော်သားလေးမို့မင်္ဂလာဆောင်တော့ခန်းခန်းနားနားဆောင်ပြီးဖို့အတွက်ပြောဆိုကြရင်စမ်းမောင်ရဲ့အကြည့်ဆူဆူတို့ကသူရှိရရှန်ရမ်းရမ်းနေတဲ့မူထံကနေမခွာနေရောရက်တွေကပြောပြီးတဲ့အချိန်လူကြီးတွေကအိမ်ထဲမှာသာကြံခဲ့ပြီးသူတို့ရောငရုပ်ပါအိမ်ပြင်ကိုထွက်ပြီးတော့အတွဲကုန်စီနဲ့ထွက်လာခဲ့တယ်။တရဲနဲ့တရဲလက်ဆွဲလို့မျက်နှာချင်းဆိုင်ရဲကြရင်နဲ့စမ်းမောင်ကအောက်နိုင်သူမျက်နှာထားနဲ့တွေ့လာငရုပ်ဒီတစ်ခါတော့မင်းနောက်ကြပြီငါနဲ့မူကအရင်မင်္ဂလာဆောင်တော့မှာဟာမင်္ဂလာဆိုတာကဘယ်ချိန်ဆောင်လို့ရတယ်ကွာငါတို့ကနောက်မှအေးစီဆောင်ကြမှာတော့ကလေးငယ်ဒါဘောကိုရဲ့အေးဘောနောက်မှဆောင်ကြမင်းတို့မင်္ဂလာဆောင်ရင်ငါတို့ကကလေးတောင်ရနေလောက်ပြီဟာကိုစမ်းမောင်တော့အချစ်လေးရလေအောင်မလေးကွာငါမင်းတို့တော့မလုံးငါတို့ရဲ့အချစ်ကတဖြည်းဖြည်းပူပူတိုးသွားမယ့်အချစ်မျိုးအချင်းယူပြီးမှငါနဲ့မူရရဲ့မင်္ဂလာဆောင်မင်းတို့ထက်ပိုပြီးကြီးကြီးကျယ်ကျယ်လောက်ပြမယ်ကြည့်နေလောက်ပေါ့မင်းပါပြောငါဒီတခါတော့မင်းထက်သားသွားပြီဟဲ့အပိုးလာမပြောနဲ့ဘယ်တော့မှမင်းငါထက်မသားငါပြန်ပြောရမလားဟမ်ညောင်ပိုင်းကနုနယ်ကိုလိုက်ခဲ့တော့ဟာလေအော်မင်းကအဲ့လိုလားဒါဆိုရွာထိတ်ကအကျွေတို့ညီမတော်ငါရောဘသူ့ကိုအဖြေရင်ပေးရလဲပြောလေဟိုကမျက်စိမကောင်းလို့လေအဲ့တိုင်းနာဆိုရင်ကိုထုံးချီရဲ့ညီမကြတော့ရောအဲ့တောင်ကိုမင်းအသေးကြိုက်တာလေဟိုကမင်းကိုမကြပြင်းငါနဲ့ခိုးရလိုက်ပါမယ်ဆိုလို့မင်းအသေးခွဲသွားတာလေအဲ့ဒါရောမေ့နေပြီလားစမ်းမောင်ကပြန်ချေပါရင်ပါဇက်ဟာတော့ရှိသေးတယ်ဘေးရသူရေးစားကနေရက်ကိုအသေးလိန်ဆွဲတော့တယ်ငါလားကိုစမ်းမောင်ဟမ်မူကောင်းတယ်မှတ်စမ်းမောင်ငါ့ကိုပြောချင်းဟုတ်တယ်နော်ကိုမနုနယ်ကိုထုံးညီမမဝါကုန်းညောင်ပိုင်းကတယောက်အကျွေးရညီမဟဲခမကြီးဘာပြောချင်သေးလဲဟာမူရကိုကစတာ
ရှေ့သွားနောက်မကြည့်ပဲကိုတည်တင်ကိုပြန်တိုးမိတယ်လို့ဖြစ်သွားတဲ့ငရိုးရဲ့ဘိုက်ခောက်ပေါ်ငိုရလန်လေးကကြမ်းနဲ့ရောက်ချလာခဲ့တယ်။လာခမကြီးအိမ်ရောက်မှတွေ့မယ်။ငူရရဲ့ကိုတောင်းပန်ပါတယ်။ခမလေးလာခဲ့ကိုစမ်းမောင်ခမအသေးနှုတ်ဆင်းပြမယ်။ငူရဲ့ကိုမားပါတယ်ငူငရဲဆွဲခေါ်ခံရသူနဲ့ဘိုက်ခောက်ဆွဲခေါ်ခံရသူနဲ့ကိုစီသူတို့ရဲ့အချစ်တွေကိုစမ်းလို့နေကြပါတယ်။ကဲပြပြတို့ရှင်ဒီနေ့တင်ဆက်ပေးခဲ့တဲ့ကြိုက်တော့ပြူညာတော့မောင်းဆိုတဲ့ဇာတ်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်။အစနေဆုံးနေလိုက်ပါအားပေးနားဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်။